အခန်း6ခမားတို့ထင်တာအကုန်မာတယ်ကျွန်တော်လည်းမာတာပဲလွန်ခဲ့တဲ့နှစ်900လောက်တုန်းကမြေပုံဆွဲတဲ့သူတွေကကယ်လီဖိုးနီးယားဆိုတာကျွန်းတကျွန်းလို့ထင်ခဲ့ကြတယ်ဆရာဝန်တွေဆိုရင်လည်းလက်မောင်းကိုဓာတ်နဲ့ခွဲတာဘယ်နေရာမဆိုတွေးထွက်သွားအောင်လုပ်တာယောဂပြောက်စေတယ်လို့ထင်ခဲ့တယ်သိပ္ပံပညာရှင်တွေလည်းအတူတူပဲမီဆိုတာဖီလိုဂျစ်စတင်ဆိုတဲ့စိတ်ကူးရင်ဓာတ်ပေါင်းတစ်ခုကနေဖြစ်လာတယ်လို့ပဲထင်ခဲ့တယ်အဲ့ဒီတုန်းကမိန်းကလေးတွေကြတော့ခွေးရဲ့ကျင်ငယ်ရည်ကိုမျက်နှာမှာလိမ့်တာနှုတ်ပြူစေတယ်လို့ယုံကြည်ခဲ့ကြတယ်။နက်ခတ်ဗေဒပညာရှင်တွေကကဘာကိုနေကပတ်နေတယ်လို့ယူဆခဲ့ကြတယ်။ကျွန်တော်ငငယ်ကဆိုရင်ရေဘူးရဆိုတဲ့စကားကိုသူများတွေပြောတာကြတော့စားလို့ရတဲ့အသီးတစ်မျိုးပဲဆိုပြီးထင်ခဲ့တာ။တခါတုန်းကကျွန်တော်အကူနဲ့အဖွားရင်သွားတော့အကူကအိမ်သားထဲဝင်သွားပြီးပြန်ထွက်မလာဘူး။အိမ်သားတကားဖွင့်ကြည့်တော့မရှိတော့ဘူး။ဒါနဲ့သူ့မှာကိုပြောက်အတက်ပညာရှိရဲဆိုပြီးအထင်တွေကြီးခဲ့ရတာ။တကယ်ကဘရင်းပေါက်ကနေထွက်သွားတာကိုစက်ကြောသက်ရောက်တော့လဲကိုငါဟာဘာကုန်းမှဂရုမစိုက်တဲ့ကောင်ဆိုပြီးယူဆခဲ့ကြတယ်။တကယ်တမ်းကအရာရာကိုအဖက်လုပ်ပြီးကြောင်နေခဲ့တာ။တခြားသူတွေရဲ့ထင်မြင်ချက်တွေအောက်မှာပဲကျွန်တော်အသက်ရှင်နေခဲ့တာကိုမသိဘူးလေ။ငယ်ငယ်ကအချစ်ဆိုတာကိုဖူးစာလိုပဲယုံခဲ့တယ်။ရွေးချယ်မှုတစ်ခုအပြစ်မထင်ခဲ့ဘူး။ဒီလိုပဲအလိုလိုကိုစီရောက်လာမှလို့ပဲထင်ခဲ့တယ်။စူးစမ်းပြီးလုပ်ယူရတဲ့အရာမှမသိခဲ့ဘူး။ပထမဆုံးချစ်သူနဲ့တုန်းကတေတပန်တရဆုံပေါင်းပြမယ်လို့ထင်တာပဲလေ။သူနဲ့ကွဲသွားတော့လေငါနောက်ထပ်ဒီလိုချစ်တတ်တော့မှာမဟုတ်ဘူးလို့ထင်ပြန်တယ်။နောက်ထပ်ချစ်သူတစ်ယောက်ထပ်တွေ့တော့လေချစ်သူဘဝဆိုတာအချစ်တကူတဲ့နဲ့မလုံလောက်ပါလားလို့ထင်လာပြန်တယ်။လုံလောက်တယ်ဆိုတာကျွန်တော်တို့တယောက်ချင်းစီရဲ့ဆုံးဖြတ်ချက်ပဲဆိုတာကိုသဘောပေါက်လာတယ်။အချစ်ဆိုတာကိုပုံသွင်းတယ်လို့အတိတ်ပဲဖွင့်တယ်လို့ပြောင်းလဲတတ်တဲ့အရာမှန်နားလည်လာတယ်။ကြောက်ခဲ့တဲ့မြခြေလန်းတိုင်းမှာကျွန်တော်မားတာတွေအများကြီးဘဝတစ်လျှောက်လုံးမှာကျွန်တော်ကိုမြင်တာသူများတွေကိုမြင်တာလူပတ်ဝန်းကျင်ကိုမြင်တာယဉ်ကျေးမှုကိုမြင်တာလောကကိုမြင်တာမြင်သမျှတော်တော်များများအမားတွေကြီးဖြစ်ခဲ့တာပဲဒီလိုပဲဆက်ပြီးမားပါစေလို့လည်းကျွန်တော်မျှော်လင့်ပါတယ်ပြစ္ဆုတ်ပံမှာရှိနေတဲ့ကျွန်တော်ကအတိတ်ကကျွန်တော်ရဲ့အမားတွေကိုပြန်မြင်နိုင်တယ်လို့ပဲအနာဂတ်ကကျွန်တော်ဟာလည်းအခုကျွန်တော်ရဲ့အမားတွေကိုမြင်နိုင်မှာမဟုတ်လားဒါကောင်းတဲ့အရာပါရင်းချက်လာခြင်းရဲ့သက်သေပေါ့ဘတ်စကတ်ဘောချန်ပီယံမိုက်ကယ်ဂျော်ဒန်ကပြောဘူးတဲ့အချင်းချင်းလဲကြခဲ့လို့သူအောင်မြင်လာတာတဲ့ကျွန်တော်လည်းအချိန်ချင်းမားနေရင်ပိုကောင်းတဲ့သူတရားဖြစ်လာမယ်မဟုတ်လားရင်းချက်ချင်းဆိုတာဖြည်းဖြည်းချင်းဖြစ်လာတာသင်္ကန်းစာတစ်ခုကိုရလိုက်တာနဲ့အမားကနေအမှန်ဖြစ်သွားတာမဟုတ်ဘူးအမားကြီးကနေအမားလေးဖြစ်သွားတာနောက်ထပ်သင်္ကန်းစာတွေထပ်ရတော့အမားလေးကနေထပ်ပြီးသေးတယ်အမားတစ်ခုအဖြစ်ပြောင်းသွားတယ်ပြည့်စုံသောအမှန်တရားအစစ်နဲ့ပိုနီးစပ်လာတာရင်းချက်ချင်းရဲ့သဘောတဘာဝပဲတကယ်အမှန်တရားပြည့်စုံမှုကိုတော့မရနိုင်ဘူးဒါဘာမှမဖြစ်ပါဘူးဘဝမှာပြည့်စုံသောအမှန်တရားဆိုတာကိုပဲရှာမနေသင့်ဘူးကိုယ့်ရဲ့အမားတွေကိုလည်းနည်းနည်းချင်းတိုက်ဖြတ်ရင်မနေ့ကလောက်ဒီနေ့မမားတော့ဘူးဆိုတဲ့အချိန်တွေကိုရောက်ဖို့သာကြိုးစားသင့်ပါတယ်ဒီလိုအမြင်နဲ့ကြည့်မယ်ဆိုရင်တကိုယ်ရည်ရင်းချက်မှုဆိုတာသိပ္ပံနည်းကြတွက်လို့ရပြီကျွန်တော်တို့ရွေးချယ်ထားတဲ့ခံယူချက်တွေဟာကျွန်တော်တို့ရဲ့စံနှုန်းတွေဖြစ်လာမယ်ကျွန်တော်တို့ရဲ့အပြုအမူတွေဟာဒီစံနှုန်းတွေကိုစံတတ်မှုတွေဖြစ်လာမယ်စံတတ်မှုတွေကရလာတဲ့အဖြစ်တွေဟာကျွန်တော်တို့လေ့လာလို့ရတဲ့အချက်အလက်တွေဖြစ်လာတယ်အလုံးစုံမှန်နဲ့အတွေ့အခေါ်ဆိုတာမရှိပါဘူးကိုယ့်အတွေ့အကြုံပေါ်မှာမူတည်ပြီးအမှန်အမှားဆိုတာတူမှာမဟုတ်ဘူးကျွန်တော်ခမရတခြားလူသားတွေအားလုံးဟာကိုယ်သမိုင်းနဲ့ကိုရှိပြီးသားတွေကိုယ့်အတွေ့အကြုံနဲ့ကိုခံစားချက်ကလည်းကိုစီဒီတော့တယောက်ချင်းသတ်မှတ်ထားတဲ့အမှန်တရားဆိုတာရှိပြီးသားဘဝမှာမှန်တယ်လို့ထင်တဲ့အရာတွေကတယောက်နဲ့တယောက်ဘလို့မှမတူနိုင်ဘူးမဟုတ်လားခရီးတွေစတိုက်သွားရတာထူးထူးခြားခြားနေရာတွေမှာနေရတာတွေကိုကျွန်တော်ကြိုက်တယ်တန်မိုးထားတယ်ဒါပေမဲ့ဒါတွေဟာကျွန်တော်တယောက်တည်းအတွက်သာမှန်တဲ့ခံယူချက်ဖြစ်တယ်ဒါတွေနဲ့နောက်ဆိုရင်ပြောင်းအောင်ပါပဲကျွန်တော်ရဲ့ရည်ချက်ချင်းတွေအမြင်တွေပြောင်းလာတယ်လို့ကျွန်တော်သတ်မှတ်တဲ့အမှန်တရားတွေကလည်းပြောင်းလဲလာမှာမဟုတ်လားကျွန်တော်အသက်ကြီးလာရင်းချက်လာတဲ့အခါအမားတွေကလည်းနည်းနည်းချင်းရောသွားပါလိမ့်မယ်လူတော်တော်များများဟာဘဝမှာမှန်ကျင်တဲ့စိတ်ကိုဆွဲလန်းနေတာနဲ့တဲ့သူတို့ဘဝကိုတန်အောင်နေဖို့ကိုမေ့နေကြတယ်အမျိုးသမီးတယောက်ကအိမ်ထဲကအိမ်ပြင်မထွက်ဘူးချစ်သူတော်လိုချင်တယ်ဒါပေမဲ့ဒီအတွက်ဘာမှမလုပ်ဘူးအမျိုးသားတယောက်ကအလုပ်တွေစိုးလုပ်တယ်ယာတုတက်ချင်တယ်ဒါပေမဲ့တထေးကိုဘယ်တော့မှမပြောရဲဘူးအငင်းခံရမှာကိုကြောက်တာဟင့်အိမ်လို့ပြောလိုက်မှာကိုကြောက်တာလို့ထင်စရာပဲမဟုတ်ဘူးတကယ်ကသူတို့မှသူတို့သေချာပေါက်တွက်ထားတဲ့ယုံကြည်ချက်တွေရှိပြီးသားဖြစ်နေလို့နှစ်ပေါင်းများစွာမေးခွန်းမထုတ်ပဲမျက်စိမိတ်ပြီးယုံထားတာတွေရှိနေလို့အမျိုးသမီးကအိမ်ပြင်မထွက်ဘူးဘယ်ယောက်ျားလေးနဲ့မှမတွေ့ဘူးတွေ့လိုက်ရင်သူယုံကြည်ထားတဲ့အရာတွေကိုပြန်မေးခွန်းထုတ်ရတော့မယ်လေအမျိုးသားကလည်းယာတုတိုးဝေးဖို့မပြောရဲဘူးပြောလိုက်ရင်သူ့အရေးချင်းပေါ်မှာသူယုံကြည်ထားတာကိုပြန်မေးရတော့မယ်အမျိုးသမီးကငါးယောက်ကမကြောဘူးလို့စက်ယုံတယ်အမျိုးသားကငါအလုပ်လုပ်တာမတော်ဘူးလို့စက်ပြီးယုံကြည်တယ်ဒါပူလွယ်တယ်မဟုတ်လား
ဒီယုံကြည်ချက်တွေကိုတကယ်ဟုတ်မဟုတ်စမ်းသပ်ကြည့်ဖို့ဆိုတာကပုတ်ခတ်တယ်လေဒီလိုယုံကြည်ချက်မျိုးတွေဟာကိုစိတ်သက်သာရစေုံမှာပဲရှိတယ်ငါယုတ်ကချောမမချောတာဘာလို့ဖို့အပင်ပန်းခံပြီးရသားရှာနေမှာလဲငါတတိကအတိမတ်ပြုမှာမဟုတ်ဘူးဘာလို့အမုန်းခံပြီးရာတူတူတောင်းနေမှာလဲဒီလိုစဉ်းစားလိုက်တော့ခဏတော့စိတ်သက်သာရသွားတယ်ရေချိန်မှာတော့ပိုပြီးဆိုးလာဖို့ပဲရှိတယ်ဒါတွေကိုဖတ်တွယ်နေတယ်ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ကကိုထင်တာမှန်တယ်လို့တတိချသတ်မှတ်ထားတာကြောင့်ဘာဖြစ်မယ်ဆိုတော့ကြိုသိပြီးသားလို့ထင်နေတာဒီဇလန်ဘယ်လိုဆုံးမဲ့ဆိုတာငါသိပြီးသားပါလို့ထင်နေတာအပိုင်တွက်ချင်းတေချာချင်းဆိုတာရင်းချက်မှုရဲ့ရန်သူပဲမဖြစ်လာသေးတဲ့အရာကိုပဲတော့မှအပိုင်မတွက်သင့်ဘူးတေချာတဲ့အရာတွေကိုလိုချင်နေမဲ့အစားမတေချာမှုတွေကိုအမြဲလိုက်စားနေတဲ့နဲ့ကိုမတေချာခြင်းတွေကိုခံစားချက်ကိုမယုံကြည်ခြင်းတွေဘာဖြစ်မှမသိတဲ့အနာဂတ်ရဲ့မြေယာမှုတွေကိုတံမိုးထားရမယ်အမြဲမှန်မှုကြိုးစားနေမဲ့အစားအမြဲတမ်းမနေတတ်တာတွေကိုပိုတတိထားရမယ်လူဆိုတာအမားမကင်မှုမဟုတ်လားအမားအယွင်းတွေကသာကျွန်တော်တို့ကိုပြောင်းလဲစေတဲ့အရာတွေဖြစ်တဲ့ရင်းချက်ဖို့အခွင့်အရေးတွေဖြစ်တဲ့လက်ကိုဓာတ်နဲ့ခွဲယုံနဲ့ယောဂမပြောင်းမှန်းသိသွားတယ်ဆိုတာအမားတွေကြောင့်မျက်နှာကိုခွေးကျင်ငယ်ရည်နဲ့လိမ့်လို့ပြိုနှုပြိုမသွားဘူးဆိုတာကိုနားလည်လာတာလည်းအမားတွေကြောင့်နောက်တစ်ခုရှိသေးတယ်ကောင်းတဲ့အတွေ့အကြုံမကောင်းတဲ့အတွေ့အကြုံတွေဆိုတာကိုလည်းကျွန်တော်တို့ဦးနောက်ကတေးသေးချာချာခွဲတတ်တာမဟုတ်ဘူးဘဝမှာအယုံကန်ရဆုံးစိတ်ဖိစီးမှုအများဆုံးအချိန်တွေကနေလမ်းဆန်းတဲ့ခွန်အားတွေရလာတာလည်းရှိသလိုအပြောဆုံးအချိန်တွေအကျဉ်းနှံဆုံးအတွေ့အကြုံတွေကနေစိတ်တက်ကြစရာတွေအာယုံနှောက်စရာတွေပြီးခဲ့တာတွေလည်းရှိတယ်ကိုထင်တာကိုလုံးဝကြီးမယုံလိုက်ပါနဲ့ကျွန်တော်တို့ဦးနောက်ကကောင်းတယ်စိုးတယ်ဆိုတာကိုဖြစ်တဲ့အချိန်ခဏလေးအတွင်းမှာပဲတေးသေးချာချာပြောနိုင်တာတိတ်အားကိုရတာမဟုတ်ဘူးလွန်ခဲ့တဲ့200လောက်ကလူတွေကိုကြည့်ပြီးဘလို့များနေကြပါလဲလို့ကျွန်တော်တို့ထင်တယ်လို့ပဲကျွန်တော်တို့ကိုလည်းနောက်အနာဂတ်200မှာနေမဲ့လူတွေကပြန်ကြည့်ပြီးအံ့ဩကြအောင်မှာမဟုတ်လားသူတို့ကကျွန်တော်တို့ကိုပြန်ကြည့်ရင်ကျွန်တော်တို့ခေတ်ကလူတွေပတ်သက်တဲ့ဘဝကိုတမိုးဖြတ်နေတာတွေကိုကြည့်ပြီးရကြမယ်အရေးကြီးတဲ့သူတွေကိုအဖတ်မလုပ်ပဲနာမည်ကြီးဆယ်လီတွေကိုအသက်အတန်ချီကျူးနေကြတာကိုကြည့်ပြီးအံ့ဩကြမယ်ကျွန်တော်တို့ရဲ့စစ်ပွဲတွေကိုကြည့်ပြီးခေါင်းဟာတက်ပြင်းချကြမယ်ရက်ဆက်ကြမ်းကြုတ်မှုတွေကိုကြည့်ပြီးယွံကြမယ်ကျွန်တော်တို့တွေအခုအချိန်မှမတည်သေးတဲ့အမှန်တရားတွေကိုသူတို့ကကွက်ကွက်ကွင်းကွင်းမြင်နိုင်ပြီလေသူတို့လည်းမအောင်ပါပဲကျွန်တော်တို့တွေတက်တော့အမားနည်းနည်းပူရောသွားတာပေါ့ယုံကြည်ရယုံကြသူများလူတရားကိုအခန်းတစ်ခန်းထဲကိုထည့်အခန်းထဲမှာနှိပ်လို့ရတဲ့ခလုတ်တွေအများကြီးတက်ထားတယ်ဇပွဲကုံတစ်ကုံထားခလုတ်တွေကိုနှိပ်ချင်တယ်လို့နှိပ်ခိုင်းပြီးရင်သူတို့ကိုပြောပြဒီခလုတ်တွေမှာလျှို့ဝှက်ချက်အစီအမံတွေရှိတယ်မှန်တဲ့ခလုတ်တွေကိုဇက်တိုင်းနှိပ်နိုင်ရင်ဇပွဲပေါ်ကမီးလုံးလေးလင်းလာမယ်မီးလင်းလာရင်တက်မှတ်ရမယ်ပေါ့မိနစ်30အတွင်းအမှတ်ဘယ်လောက်ရမလဲနှိပ်ကြည့်ဆိုပြီးပြောစိတ်ပညာရှင်တွေကဒီစမ်းသပ်မှုကိုတကယ်သုံးခဲ့ဘူးတဲ့။ဘာဖြစ်တယ်လဲဆိုတော့ထင်ထားသလိုပဲဖြစ်တာပေါ့။အခန်းထဲဝင်လာတဲ့လူတိုင်းတူတူပဲ။စစားချင်းတော့ခလုတ်တွေကိုနှိပ်ချင်တယ်လို့ရှောင်းနေတယ်။မီးလုံးလင်းလာတော့ငါးပါးနှိပ်လိုက်တယ်လဲဆိုတာကိုမှတ်ထားတော့တာပေါ့။ဒီအတိုင်းခလုတ်တွေကိုပြန်နှိပ်တော့မိကလင်းမလာပြန်ဘူး။ဒါနဲ့တခြားနည်းလမ်းတွေနဲ့ထပ်နှိပ်တယ်။ဘယ်ဘက်ကစားပြီးဇက်တိုင်းနှိပ်တယ်။ညာဘက်ကစားပြီးနှိပ်တယ်။တခုကျော်နှိပ်ကြည့်တယ်။မိထက်လင်းလာတယ်။နောက်တစ်မှတ်ထပ်လုံကြည့်တော့မိကမလင်းလာပြန်ဘူးနောက်ထပ်ရှောင်းနေကြည့်တယ်ဟောမီးလင်းလာပြီခလုံးနှိပ်တာနဲ့ရောဆိုင်ရလားမသိဘူးငါထိုင်နေတဲ့ပုံနဲ့များဆိုင်လားခလုတ်ကိုနာမနှိပ်လို့လားကြာမနှိပ်လို့လားဟောလင်းလာပြန်ပြီ10မိနစ်15မိနစ်လောက်ကြာတော့စမ်းသပ်မှုမှာပါတဲ့လူတိုင်းကကိုနီးနဲ့ကိုမီးလင်းလာအောင်လုပ်နေကြပြီခြေထောက်တစ်ဖက်ကြွားပြီးနှိပ်တဲ့သူကနှိပ်ခလုံး10ခုဇက်တိုက်အလွတ်ကျက်ပြီးနှိပ်တဲ့သူကနှိပ်3ခုပြိုင်နှိပ်2ခုပြိုင်နှိပ်လက်ဝါးနဲ့နှိပ်လက်တန်းနဲ့နှိပ်အစုံပေါ်ရဲစရာကောင်းတာတော့အခန်းထဲကမီးလုံးကလင်းကျင်တယ်လို့လင်းအောင်လုပ်ထားတာဘာအစီအမံမှမရှိဘူးခလုံးနှိပ်မနှိပ်လင်းကျင်တယ်လို့လင်းလာအောင်စီစဉ်ထားတာဒါပေမဲ့အခန်းထဲကလူတွေကတော့ကိုယ်ယုံကြည်ချက်နဲ့ကိုဒီစမ်းသပ်ချက်ကိုကြည့်ရင်လူတွေဟာကိုယ်ယုံချင်တာကိုယုံဖို့ခဏလေးပဲအချိန်လိုတယ်ဆိုတာကိုသိနိုင်တယ်တော်လဲတော်တဲ့သူတွေအခန်းထဲကပြန်ထွက်လာသမျှသူအားလုံးသူတို့နီးတာအမှန်လို့အပိုင်တွက်ထားပြီးသားရဲ့တယောက်ကြတော့အစင်အလိုက်ပဲခလုတ်ပြီးရင်ဘယ်ခလုတ်ကိုနှိပ်ရမယ်ဆိုတာဖော်မြူလာထုတ်လိုက်တယ်သူ့ဖော်မြူလာကရှင်းလုံးလို့သူတယောက်ပဲမှတ်မိတယ်ကောင်မလေးတယောက်ကြတော့ခုံစားလုပ်ပြီးနှိပ်မှမီးလင်းတာဆိုပြီးခုံလိုက်ရတာခြေထောက်တွေတောင်နာလို့ကျွန်တော်တို့ရဲ့ဦးနောက်ကအတိတ်ပဲဖွင့်တဲ့ဆက်ရန်နေရာတစ်ခုပဲခလုတ်ကိုနှိပ်လိုက်တယ်မီးလင်းလာတယ်ဒါဆိုရင်မီးလင်းလာတာခလုတ်နှိပ်လိုက်လို့ပဲဆိုပြီးအတိတ်ပဲဖွင့်တယ်ဖထိုင်ကုံတစ်ခုံတွေ့တယ်ဆိုပါစို့ထိုင်ကုံကမိကိုရဦးနောက်ကအဲ့ဒီမှာစပြီးအတိတ်ပဲဖွင့်ပြီးထိုင်ကုံဆိုတာမိကိုရောင်ဆိုတာနှစ်ခုကိုပေါင်းလိုက်တယ်မိကိုရောင်ဖထိုင်ကုံဆိုပြီးအတိတ်ပဲဖွင့်တယ်ကျွန်တော်တို့ရဲ့အတွေးတွေဆိုတာအမြဲတမ်းဝဲကြရထားနေတာပတ်ဝန်းကျင်မှာရှိတဲ့အရာကိုပို့ပြီးနားလည်လာအောင်ပို့ပြီးတွဲမြင်တက်လာအောင်လဲအဆက်မပြတ်သင်ပေးနေတယ်စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်ကိုယ်ခန္ဓာပိုင်းဆိုင်ရာပဲဖြစ်ဖြစ်ကြုံရသမျှအဖြစ်အပျက်တွေကိုတွဲမြင်တတ်ဖို့
ဆက်နွယ်မှုတွေကိုနားလည်ဖို့ဦးနောက်ကစက်တိုက်သတင်းပို့နေတယ်ဒီစာအုပ်ကိုဖတ်နေချိန်မှာလဲစာလုံးတွေတရားဝါကြဖွဲ့စည်းပုံတွေကိုဦးနောက်ကအဓိပ္ပာယ်ဖွင့်နေတယ်မဟုတ်လားဦးနောက်ထဲကထောင်မများစွာသောကလပ်စီကလေးတွေကခံစားမှုတိုင်းထင်မြင်ချက်တိုင်းကိုအသိဉာဏ်အပြည့်ပြောင်းလဲပေးနေတယ်ဒါပေမဲ့ပြဿနာနှစ်ခုရှိတယ်ပထမတစ်ခုကဦးနောက်ဆိုတာ6ပြစ်ကင်းသေးလဲစင်မဟုတ်ဘူးမြင်နာကြားတာတွေမှားတတ်တယ်တတိလဲမိတတ်တယ်ကောက်ချက်ချတာလဲမှားနိုင်တယ်နောက်ပြဿနာတစ်ခုကကျွန်တော်တို့ဦးနောက်ကကောက်ချက်ချပြီးပြီဆိုရင်ပြတ်မပြင်းကျင်တော့ဘူးကိုထင်တာကိုလက်မလို့ချင်တော့ဘူးတတ်တဲ့အထောက်ထားတွေနဲ့ကိုထင်တာမှားနေပါတယ်ဆိုတာကိုသိရင်တော့မသိချင်အောင်ဆောင်ပြီးဘူးခံရင်တတ်ကြတယ်ကျွန်တော်တို့သိတဲ့အရာတော်တော်များများဟာမတိကျမှုတွေနဲ့ဖွဲ့စည်းထားတာတွေလည်းဖြစ်နိုင်တယ်ခင်နောက်ပြန်ဆွဲနေတာတွေလည်းဖြစ်နိုင်တယ်ထင်သမျှအရာတွေဟာတကယ်အပြင်မှာဖြစ်နေတာတွေစီပဲဟုတ်စင်မဟုတ်မယ်ဒီတော့ကျွန်တော်တို့ရဲ့ယုံကြည်ချက်အများစုဟာမားနေတတ်တာဘာမှမဆန်းဘူးတချို့ယုံကြည်မှုတွေကနည်းနည်းလေးပုံမှန်တာပဲရှိမယ်မားနေတာတွေကတော့ပုံမားတယ်လူရဲ့ဦးနောက်ကချိုးရင်းချက်တွေပါလာပြီးသားမဟုတ်လားဒီလိုပြောလို့နေရထိုင်ရခံရင်ခံမယ်ဘလို့ဖြစ်ဖြစ်ဒီအချက်ကိုလက်ခံဖို့အရေးကြီးတယ်ယုံကြည်ချက်တွေကိုတတိထားပါ1988ခုနှစ်အမျိုးသမီးရေးရကျွမ်းကျင်သူစာရေးဆရာမမယ်ရီဒမီယန်ဟာတနေ့မှာစိတ်ကျမ်းမာရေးဆရာဝန်နဲ့တွားတွေ့တယ်ဆရာဝန်နဲ့စကားပြောနေရင်ရုတ်တရက်ကြီးအဖြစ်အပျက်တစ်ခုကိုတတိယသွားတယ်ငငယ်တုန်းကဖခင်ဖြစ်သူကသူ့ကိုလိမ်မိုင်းဆိုင်ရာအနိုင်ကျင့်ခဲ့တယ်ဆိုပြီးမှတ်မိသွားတာထိတ်လန့်တကြားဖြစ်သွားတာပေါ့မိထားတဲ့အဖေဆိုးကြီးတစ်ခုဘွားကနေပေါ်လာတာအသက်တောင်40ပြည့်တော့မှမဟုတ်လားဒါနဲ့ဒီအကြောင်းအရာကိုမိသားစုတစ်ခုလုံးကိုဖွင့်ပြောလိုက်တယ်တမိသားစုလုံးအလန့်တကြားတွေဖြစ်ကုန်တယ်ချက်ချင်းပဲသူ့အဖေကသူ့ဘာမှမလုပ်ခဲ့ဘူးလို့ညင်းတယ်မိသားစုဝင်တချို့ကအဖေပြောတာကိုယုံတယ်တချို့ကသမီးပြောတာကိုယုံတယ်နှစ်ချမ်းကွဲသွားတာပေါ့မိသားစုဘဝတစ်ခုလုံးပြိုလဲသွားတယ်1996ခုနှစ်ရောက်တော့မယ်ရီတစ်တယောက်နောက်တစ်ခါနောက်တစ်ခုကိုထပ်ပြီးသတိရပြပြန်တယ်သူ့အဖေကငငယ်ကသူ့ကိုဘာမှမလုပ်ခဲ့ဘူးဆိုတာသူတအားယုံခဲ့တဲ့အတိတ်ဆိုးကြီးကစိတ်ချမ်းသာရေးကူသားမှုခံယူနေရင်သူ့ဦးနောက်ကအလိုလိုဖန်တီးပေးလိုက်တဲ့အရာကြီးဖြစ်နေတယ်အဲ့ဒီမှာယူကျုံမရဖြစ်သွားတာပေါ့သူ့အဖေကိုပြန်တောင်းမှမိသားစုအရင်လိုပြန်ပေါင်းစည်းဖို့ကြိုးစားတယ်ဒါပေမဲ့နောက်ကျသွားပြီးအရင်လိုဘလို့မှပြန်မဖြစ်တော့ဘူးအဖေသေးသွားတဲ့အချိန်ထိပဲဒီလိုဖြစ်တာမယ်ရီတစ်တယောက်တည်းတော့မဟုတ်ဘူးမယ်ရီတစ်ရဲ့ကျမနဲ့မှတ်ဉာဏ်အမားများ၏အဖြစ်မှန်ဆိုတဲ့ဘဝမတန်းစာအုပ်ထဲမှာရေးထားတယ်1980ဝန်းကျင်လောက်အမေရိကန်နိုင်ငံတော်ဝန်မှာဒီလိုလိမ်ပိုင်းဆိုင်ရာအနိုင်ကျင့်ပါတယ်ဆိုပြီးမိသားစုဝင်တွေကိုဆွဆွဲတဲ့တခြားလူငယ်လေးတွေလည်းအများကြီးရှိတယ်တကယ်တမ်းကျတော့ဘာမှဖြစ်ခဲ့တာမဟုတ်ဘူးရဲ့မကောင်းဆိုးအဖွဲစည်းတွေကကျမတို့သားသမီးတွေကိုပြူစားလိုက်ပါတယ်လို့ထင်တဲ့မိသားစုတွေလည်းရှိသေးတယ်ရဲတွေလိုက်ပြီးစုံစမ်းတော့လည်းဘာမှမတွေ့ဘူးအနိုင်ကျင့်ခံရပါတယ်လို့ထင်တဲ့သူတွေဘာဖြစ်လို့အလူလူပေါ်လာကြတာလဲဘာလို့1980ဝန်းကျင်မှာဒီလိုပဲဖြစ်တာလဲဆိုတာစိတ်ဝင်စားတဲ့အရာပဲဒီဇက်လန်ကိုသေးသေးတခြားလေးလာကြည့်ရအောင်ငငယ်တုန်းကတဆင်စကားတဆင်နာဆိုတဲ့ကစားနည်းကိုကြားဘူးလားတငယ်ချင်းတယောက်ရဲ့နာနာကပ်ပြီးတခုခုကိုတိုးတိုးလေးပြောသူကနောက်တငယ်ချင်းတယောက်ကိုပြန်ပြောနောက်တစ်ယောက်ကနောက်တစ်ယောက်ကိုပြန်ပြော10ယောက်မြောက်လောက်မှပထမပြောထားတဲ့စကားနဲ့တခြားစီဖြစ်နေပြီမှတ်ဉာဏ်ဆိုတာလည်းဒီလိုပဲအဖြစ်ပြက်တစ်ခုခုကိုမှတ်မိတယ်ဆိုပါစို့ရန်နေကြတော့မှတ်မိထားတဲ့အရာကနည်းနည်းလေးပြောင်းသွားတယ်နောက်တစ်ယောက်ကိုပြန်ပြောပြတော့လိုတဲ့နေရာလေးတွေဖြစ်ပြောရတယ်နောက်တစ်ခါနောက်တစ်ယောက်ကိုထပ်ပြောပြလိုက်တော့ကိုမှတ်မိအောင်မနှဲပြန်စဉ်းစားရင်ဖြစ်ပြောရတာတွေများလာတယ်နောက်တစ်ခါနောက်တစ်ယောက်နောက်ထပ်လူတွေကိုပြောရင်ဖြစ်ရင်ကိုဖြစ်ပြောထားတာတွေကိုတကယ်ယုံလာတယ်တခါတလေအယံမှုတဲ့အခါဆိုဖို့ဆိုပြောရင်ဖြစ်ရင်အမှန်တရားတွေကတဝက်လောက်ပဲကျန်တော့တယ်အမှုပြေသွားတော့ကိုပြောလိုက်တာအမှန်ကြီးပဲမဟုတ်ဘူးဆိုတာကိုတော့သိတယ်ဒါပေမဲ့လိန်ပြောတာလို့အဖြစ်မခံနိုင်တော့ဒါအမှန်ပဲဆိုပြီးဆက်ပြောဖျားစုတကယ်ပြောတာမိုးချိုပြေဒါနဲ့ဆက်ပြောရင်လက်ဆင့်ကမ်းရင်9နှစ်လောက်ကြာတော့တကယ်ဖြစ်ခဲ့တာရဲ့90ရာခိုင်နှုန်းလောက်ပဲကျန်တော့တယ်ကျွန်တော်တို့အားလုံးဒီလိုဖြစ်ဘူးတယ်ခင်ဗျားလည်းဖြစ်ဘူးတယ်ကျွန်တော်လည်းဖြစ်မှုတယ်ဘလောက်ပဲယူသားဘလို့ပဲသဘောယူနေဖြစ်စေကျွန်တော်တို့ရဲ့ဦးနောက်ရဲ့ပြင်းပါမှာရတဲ့အားနဲ့ချက်ကြောင့်ချဲပြီးပြောဘူးတယ်ချုပ်ပြီးပြောဘူးတယ်ဦးနောက်ရဲ့အလုံးလုံးပုံကတိကျဖို့ထက်ညံဆန်ခြင်းကိုအားပေးတာကိုကျွန်တော်တို့မှညံတွေကတိတ်အားကိုလို့မရဘူးအားကိုလို့မရလို့မျက်မြင်သက်သေဆိုတာတောင်တရားရုံးမှာအပြေအဝမယုံကြည်တော့ဘူးဒါအပြင်ဦးနောက်ကတခါတလေဗတ်လိုက်တတ်သေးတယ်ဘလို့ဗတ်လိုက်တယ်လဲကျွန်တော်တို့ဦးနောက်ကလက်ရှိအခြေအနေကိုနားလည်ဖို့ကြိုးစားရင်ကိုသိထားတဲ့ကိုလက်ခံထားတဲ့ယုံကြည်တဲ့တွေနဲ့ကိုက်ညီအောင်အလိုလိုညှိပေးတတ်တဲ့အကျင့်ရှိတယ်ကိုလက်ခံတာကိုပုံမှန်တယ်လို့ထင်စေတာဥပမာတငယ်ချင်းတယောက်နဲ့ကိုနဲ့အရင်ချစ်ကြတယ်လို့ခံယူထားကြတယ်ဆိုပါစို့ဒီလိုခံယူထားတာမှတ်မိသမျှအမှတ်တရတွေကအကောင်းတွေကြီးပဲဒါပေမဲ့ဒီတငယ်ချင်းနဲ့မတည့်တော့ဘူးကြည့်မရတော့ဘူးဆိုရင်မှတ်မိတဲ့အရာတွေကနည်းနည်းပြောင်းလာပြီကိုကအခုလက်ရှိခံစားနေရတာတွေနဲ့ကြည့်မရတဲ့စိတ်ဒေါသစိတ်တွေနဲ့ကိုက်ညီအောင်ပေါ့မှတ်ထားတဲ့အမတ်တရားတွေကပါဖြည်းဖြည်းချင်းပြောင်းလာတယ်
မနစ်ကခရစ်စမတ်လက်ဆောင်ပေးထားတာကိုပြန်စဉ်းစားရင်းတော့ဒါငါ့ကိုတက်တက်ကြောပြီးပေးသွားတာလို့ထင်ရင်ထင်လာမယ်ဟိုတခါတော့ကသူ့အလူကိုဖိတ်ဖို့မေးသွားတာကိုလည်းမတော်တဆမေးသွားတာလို့မထင်တော့ဘူးတမင်မဖိတ်တာလို့ပဲထင်လာတယ်မယ်ရီတီရဲ့လှုပ်ကြံဇလန်းကိုပိုနားလည်အောင်သူတန်မိုးထားတဲ့အရာတွေကိုတည်တည်ချာချာလေ့လာကြည့်ရအောင်ပထမအချက်မယ်ရီတီဟာဘဝတစ်လျှောက်လုံးသူ့အဖေနဲ့နွေးနွေးထွေးထွေးမနေခဲ့ရဘူးဒုတိယတစ်ချက်မယ်ရီတီတွေးသမျှယောက်ျားတွေကလည်းအချိုးမပြေဘူးအိမ်တော်ကလည်းကြွေးထားတယ်ဒီတော့သူတန်မိုးထားတဲ့အမျိုးသားများထံမှာချစ်ခင်ကျင်နာမှုဆိုတာကြီးကိုရဖို့တိတ်အခြေအနေမကောင်းဘူး1980အစားပိုင်းလောက်မှာမယ်ရီတီတရကလေးသူငယ်တွေအနိုင်ကျင့်ခံရမှုကိုလေ့လာရင်အမျိုးသမီးရေးရာထောက်ခံသူတယောက်ဖြစ်လာတယ်ကလေးတွေအနိုင်ကျင့်ခံရတာတွေကိုတစ်ခုပြီးတစ်ခုတွေ့ရတယ်အဖေကိုယ်တိုင်အမေကိုယ်တိုင်ကလိမ်မိုင်းဆိုင်ရာအနိုင်ကျင့်တာခံရတဲ့ကလေးတွေနဲ့စကားတွေပြောဖြစ်တယ်ဒီအကြောင်းစာတမ်းတင်တော့လေသူကောက်ချက်ချထားတဲ့လိမ်မိုင်းဆိုင်ရာအနိုင်ကျင့်ခံရမှုများဥယျာဉ်ကလည်းပုံမှန်ထက်3ဆလောက်များနေတာကိုနောက်ပိုင်းစာတမ်းတွေနဲ့တိုက်ကြည့်တော့တွေ့ရတယ်။ဒါနဲ့မကဘူးမယ်ရီတစ်နဲ့တခြားအမျိုးသမီးတယောက်နဲ့ချစ်သူတွေဖြစ်သွားတယ်။အဲ့ဒီအမျိုးသမီးကလည်းသူနဲ့ဘဝတူအနိုင်ကျင့်ခံရဘူးတဲ့။ဒီအမျိုးသမီးရဲ့အတိတ်ဆိုးကြောင့်မယ်ရီတစ်ကသူ့ကိုယ်သူချစ်သူကိုကယ်တင်ရတဲ့ကယ်တင်ရှင်ကြီးအဖြစ်ခံစားလာရတယ်။အဲ့ဒီအမျိုးသမီးကလည်းမယ်ရီတစ်ရဲ့ဂရုစိုက်မှုကိုခံရဖို့သူ့အတိတ်ဆိုးကိုလက်နက်တစ်ခုအဖြစ်အမြဲထုတ်သုံးတယ်။အခန်းချင်းမှာဒီအကြောင်းကိုအသေးစိတ်ဆက်ပြောပြမယ်။မယ်ရီတစ်နဲ့သူ့အဖေကြားကဆက်ဆံရေးကလည်းပိုဆိုးလာတယ်။လိန်လူချင်းချစ်ကြိုက်တာကိုအဖေကအားမပေးတာလည်းပါတယ်။ဒါနဲ့မယ်ရီတစ်တယောက်စိတ်ကျမ်းမာရေးအကြံပေးစရာစီခဏခဏသွားပြလာတယ်။အကြံပေးတဲ့သူကလည်းသူ့ခံယူချက်နဲ့သူမယ်ရီတစ်တယောက်ဒီလိုဖြစ်နေတာတကယ်ကအလုပ်တွေများလွန်းလို့စိတ်ဖိစီးမှုတွေများလို့ပေါင်းသင်းနေတဲ့ချစ်သူအမျိုးသမီးကအနိုင်ကျင့်လွန်းလို့ဖြစ်လာတာမဟုတ်လား။ဒါပေမဲ့ဒါကိုဆရာဝန်ကမယုံဘူး။မျက်စိချိန်မှာရှိတဲ့အဖြေကိုမယုံတာပေါ့။ဒါတခြားတစ်ခုကြောင့်ဖြစ်ရမယ်။ဟိုးအထဲမှာပုံနေတဲ့စိတ်တန်ရာကြီးတစ်ခုခုရှိနေလို့ပဲလို့ကောက်ချက်ချလိုက်ကြတယ်။တိုက်တိုက်ဆိုင်ဆိုင်အဲ့ဒီနေ့ပိုင်းမှာပဲအိမ်မွေချပြီးယောဂကုတဲ့ကုထုံးကခစားစားပြူလာတယ်လူနာကိုတတိလေးတလူဖြစ်သွားအောင်စိတ်ညိုကိုယ်စိတ်ထက်ကခံစားနေရတာတွေကိုဖွင့်ဟခိုင်းနေနီးကြည့်အောင်မယ်ရီတစ်ဘဝကတနာစရာနှိမ့်တိုင်းဖတ်နေတဲ့စာတွေကလည်းလိမ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရတဲ့ကလေးတွေအကြောင်းအဖေကိုလည်းစိတ်ကနာတယ်ယောက်ျားတွေနဲ့လည်းအစင်မပြေသူနဲ့ချစ်သူဖြစ်နေတဲ့သူကလည်းလိမ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရဘူးသူစိတ်ကျမ်းမာရေးစိတ်ကန်းကိုနေတိုင်းသွားဆိုဖာပေါ်မှာလည်းအိတ်စိတ်ညိုခံအပြစ်ဆိုးတစ်ခုခုစိတ်တန်ရာတစ်ခုခုရှိတယ်ဆိုပြီးဆရာကပြောစဉ်းစားစမ်းတိတိကျကျစဉ်းစားဒီနေ့စဉ်းစားလို့မရရင်မနေ့ပြန်တက်လာခဲ့ဒီလိုမရှိတဲ့ဟာကိုအတင်းစဉ်းစားခိုင်းဒီတော့သူ့စိတ်ထဲမှာတကယ်မရှိတဲ့အတိတ်ဆိုးကြီးကိုဖန်တီးလိုက်တာဘာမှမဆန်းဘူးတင်တော်တို့စိတ်ကအတွေ့အကြုံတွေကိုအတိတ်ပဲဖွင့်တဲ့အခါကိုယ်နဲ့ယဉ်ကျေးမိသားခံစားချက်တွေယုံကြည်ချက်တွေနဲ့ကိုက်ညီအောင်အမြဲကြိုးစားနေတတ်တယ်ဒါပေမဲ့ဘဝဟာမရင်းနှီးတဲ့အတွေ့အကြုံအသစ်တွေအများကြီးကိုမထင်ထားတဲ့အဖြစ်တွေကိုကျွမ်းရတဲ့အခါလက်ခံထားပြီးသားခံယူချက်တွေကအမြင်အသစ်တွေအတွက်နေရာဖယ်မပေးချင်တော့ဘူးဒီတော့အတွေ့အကြုံအသစ်တွေကိုခံယူချက်အဟောင်းတွေနဲ့အလိုလိုအစားထိုးပြလိုက်မိတယ်ဒီအချိန်မှာဦးနောက်ကတကယ်မရှိတဲ့မှတ်ဉာဏ်တွေကိုဖန်တီးပေးတတ်တယ်ကိုယုံချင်တာကိုဆွဲတွေးတော့တာပေါ့1980နဲ့1990ကြားမှာအပြစ်မရှိတဲ့သူတွေအများအပြားလိမ်မိုင်းဆိုင်ရာနောက်ဆက်မှုတွေနဲ့မှားယွင်းစွာဆွဆွဲခံခဲ့ရတယ်မယ်ရီတစ်လိုပဲဆွဆွဲခံရတဲ့သူတော်တော်များများထောင်ချခဲ့တဲ့သူလည်းကြာကုန်တယ်ဘဝမှာမကျေနပ်ချက်တွေအများများနေတဲ့သူတွေအတွက်ဒီလိုစိတ်ကိုလဲပြတဲ့ကုထုံတွေမီဒီယာတွေကိုဝိုင်းမြောက်ပေးတာတွေကသိအန်တရများပါတယ်ကိုတောင်းဝန်မယူခြင်းတော့မသိစိတ်ကစိတ်ကူးရင်အဖြစ်ဆိုးတွေကိုဖန်တီးပြီးဒုက္ခတဲ့အဖြစ်အသွင်ပြောင်းပြလိုက်တာစိတ်တန်ရာတွေကိုတူးပေါ်တဲ့ကုထုံပေါ့ဒီကုထုံကတချို့သူတွေရဲ့မသိစိတ်ထဲမှာကိန်းအောင်နေတဲ့ကြောက်ရွံ့မှုတွေကိုအပြင်မှာတကယ်ဖြစ်လာတယ်လို့ထင်လာစေတယ်ဒီလိုဖြစ်တဲ့သူတွေများလုံးလို့ဒီယောဂါကိုအမှန်မှားတဲ့ယောဂါဆိုပြီးပြီးတဲ့နာမည်တက်ခေါ်ကြတယ်တရားရုံးတွေမှာတက်တဲ့ယူတဲ့လုံထုံလုံးနည်းတွေကအစာပြောင်းလိုက်ရတယ်တချို့စိတ်ကျမ်းမာရေးအကြံပေးမှုတွေကိုအိမ်မွေချနီလန်းကြောင့်တရားစွဲခံရတယ်ဒီကူထုံးကိုကြာလာတော့လူတွေကမသုံးရတော့ဘူးဒီထက်ခင်မီတဲ့နီလန်းအသစ်တွေပေါ်လာတယ်နောက်ပိုင်းခင်မီလေးလာချက်တွေရလဲလူတွေရဲ့မှတ်ဉာဏ်တွေထင်မြင်ချက်တွေဟာမသေးကြဘူးဆိုတာပုံမထင်ရှားလာတယ်ကိုယုံကြည်ချက်ရှိဖို့ကိုမှန်တဲ့ထင်တာကိုလုပ်ဖို့အစရှိတဲ့အကြံပေးချက်တွေကြားဖို့မှာပါဒါပေမဲ့တကယ်အဖေမှန်ကကိုချင်းချင်းပြီးယုံကြည်ဖို့ပါစိတ်ဆိုတာမသေးကြမရေရဘူးဆိုရင်ကိုထင်မြင်ချက်တွေယုံကြည်ချက်တွေကိုပိုပြီးမေးခွန်းနဲ့မထုတ်သင့်ဘူးလားလူဆိုတာအမားနဲ့မကင်းဘူးဆိုရင်ကိုအမြဲမေးခွန်းထုတ်နေခြင်းကသာမှန်ကန်တဲ့လမ်းကြောင်းမဟုတ်ဘူးလားဒီမေးခွန်းတွေကကြောက်ဖို့ကောင်းရင်လည်းကောင်းမယ်စိတ်ပူစရာဖြစ်ရင်လည်းဖြစ်နေမယ်ဒါပေမဲ့ဒီလမ်းကသာကျွန်တော်တို့အတွက်ပုံမိုစိတ်ချရတဲ့လမ်းဖြစ်တဲ့မောဟတွေတဲကနေလွတ်မြောက်ဖို့နည်းလမ်းလည်းဖြစ်ပါတယ်အပိုင်တော်ချင်းအန်တရဲ့ဆူရှီဆိုင်တစ်ခုမှာအီဒင်ဆိုတဲ့အမျိုးသမီးကကျွန်တော်ရဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့တေချင်းတရားဆိုတာကိုမယုံတဲ့အကြောင်းကျွန်တော်ကိုပြောပြတယ်စားကေးတစ်ပလင်းလုံးလဲသူတယောက်တည်းတောက်တာကုန်ပြီနောက်တစ်ပလင်းထပ်ပေါင်မလို့ပြင်းနဲ့တခွားသီးလိမ့်လေးလိမ့်စားပြီးကျွန်တော်တို့ထိုင်နေတာ3နာရီလောက်တောင်ရှိပြီထင်တယ်
သူနဲ့တွေ့ဖို့ကျွန်တော်ကစီစဉ်တာမဟုတ်ဘူး။ဤတွင်ကကျွန်တော်လိပ်စာကိုအင်တာနက်မှာရှာပြီးလေရင်နဲ့လိုက်လာတာ။ဒါဒုတိယအကြိမ်အရင်တစ်ခါကလည်းကျွန်တော်ကိုလာတွေ့သေးတယ်။ဤတွင်ကသေခြင်းတရားကိုရင်ဆိုင်နိုင်တယ်ဆိုပြီးသူကိုယ်သူယုံနေတာ။ဒါပေမဲ့ရင်ဆိုင်မှုကျွန်တော်အကူညီလိုတယ်ဆိုပဲဘာအကူညီလိုတယ်လဲဆိုတာတော့ကျွန်တော်လည်းနားမလဲဘူး။ကျွန်တော်ကိုသူ့ချစ်သူအဖြစ်လိုချင်တယ်လို့လည်းပြောတယ်။3 နာရီလောက်ရှင်းပြစာကေးတပလင်းကုန်သွားပြီသူဘာလိုချင်တယ်လဲမရှင်းဘူးဒါနဲ့ဆိုင်ထဲမှာကျွန်တော်ကောင်မလေးလည်းရှိတယ်ကောင်မလေးကိုခေါ်လာဖို့ဤတွင်ကလည်းအကြံပေးတာအချစ်ကိုမျှဝေဖို့သူ့ဘက်ကအခက်အခဲမရှိဘူးတဲ့ကျွန်တော်ကောင်မလေးအခုတော့ကျွန်တော်ဇနီးအနေနဲ့သူ့အတွက်စိတ်ပူစရာမလိုပါဘူးလို့လည်းပြောသေးတယ်2000လောက်တုန်းကဟောပြောပွဲတစ်ခုမှာဤတွင်နဲ့စာတွေ့တာသဘောကောင်းတဲ့အမျိုးသမီးတစ်ယောက်ပါပဲနာမည်ကြီးကြောင်တစ်ခုကနေပွဲရပြီးရှင်းနေအလုံးလုံးနေတာနည်းနည်းတော့ကြောင်တောင်တောင်နိုင်မှသတိထားမိတယ်ဒါပေမဲ့ရုပ်ကလေးကချစ်စရာလေးဒါနဲ့ပဲကျွန်တော်သူနဲ့အိတ်လိုက်တယ်ဆိုပါတော့တလားလောက်ကြတော့သူရှိတဲ့မြို့ကိုပြောင်းလာဖို့ကျွန်တော်ကိုခေါ်တယ်သူနဲ့အတူတူလာနေပေါ့ရုပ်တရက်ကြီးကျွန်တော်ကောင်းတွေကသတိပေးချက်မိသည်ကအဲ့ဒီတော့မှလင်းလာတာကျွန်တော်လည်းလက်မီသူနဲ့အဆက်ဖြတ်ဖို့ကြိုးစားတယ်အဲ့ဒီမှာအီရင်ကအဆက်ဖြတ်ရင်သူ့ကိုယ်သူတတ်သိမယ်ဆိုပြီးချင်းချောက်ပါလေရောချက်ချင်းပဲအီးမေးလ်ထဲမှာရောတခြားလူမှုကွန်ရက်တွေမှာပါကျွန်တော်သူ့ကိုဘလော့လိုက်တယ်ဒါပေမဲ့ဒီလောက်နဲ့ပြီးမသွားဘူးကျွန်တော်နဲ့မတွေ့ခင်2 ရက်နဲ့ငယ်တုန်းကအီရင်ကားတိုက်ပြီးသေးမလို့ဖြစ်ဘူးတဲ့ဦးနာအလုံးလုံးတာပါခဏရဲသွားတာဆရာဝန်တွေကသူ့ကိုသေးသွားပြီလို့ပဲထင်တာကိုခန္ဓာကအလုံးမလို့တော့ဘူးဒါပေမဲ့အံ့ဩစရာပဲသူအသက်ပြန်ရှင်လာတယ်တရွာကပြန်လာတော့အီရင်ကအရာရာအကုန်ပြောင်းလဲသွားပြီလို့ထင်သွားတယ်နတ်သမီးနတ်သားတွေတမလွန်ဘဝရဲ့စွမ်းရည်တွေဒါတော့ကတ်တွေပေါ်မှာစိတ်ဝင်စားလာတယ်အကြအမြင်ရတယ်လို့ပါလို့သူ့ကိုယ်သူယူဆလိုက်တယ်သူကျွန်တော်နဲ့တွေ့တော့ကျွန်တော်ဟာသူ့ဖူးစာဘက်ပဲတဲ့သူ့အာယုံထဲမှာမြင်မိတာပေါ့လေနှစ်ယောက်သားကဘာကိုကဲတင်မယ်တေချင်းတရားကိုရင်ဆိုင်တိုက်ပွဲဝင်မယ်ပေါ့သူပြောတာတွေကိုကျွန်တော်လည်းသိနာမလဲဘူးရဲ့သူ့ကိုဘလော့ပြီးသိမကြဘူးအီးမေးလ်လေးစာအသစ်နဲ့ထပ်ပြီးစာတွေပို့တယ်တရက်ထဲတရားစင်လောက်ပို့တဲ့အချိန်တွေလည်းရှိတယ်စိတ်ဆိုးမှန်ဆိုအီးမေးလ်တွေ Facebook အကောင့်အတုတွေ Twitter အကောင့်အတုတွေလုပ်ပြီးကျွန်တော်ကိုရောကျွန်တော်အသည့်တွေကိုပါအတိုင်းလိုက်နောက်ဆက်တယ်ကျွန်တော် website နဲ့တပုံစံနဲ့တူတဲ့ website တောင်လုပ်လိုက်သေးတယ်ကျွန်တော်သူ့ကိုဘလို့လိမ်ညာပြီးထားခဲ့တဲ့အကြောင်းစတိုက်တင်နဲ့သူ့ကိုလက်ထပ်ဖို့ဒီကတိပေးပြီးညာသွားတယ်ဆိုပြီးဆွဆွဲတယ်ဒါနဲ့အဲ့ဒီ website ကိုဖျက်ပေးဖို့ကျွန်တော်လည်းတောင်းဆိုရတော့တာပေါ့ဒီတော့ကယ်လီဖိုးနီးယားမှာသူနဲ့လာတွေ့မှာဖျက်ပေးမယ်ဆိုပြီးပြန်ပြောတယ်သူလုပ်ပေးနိုင်တာဒါအကုန်ပဲဆိုပဲသူစိတ်ထဲမှာတက်ဆွဲနေတာရှိတယ်သူနဲ့ကျွန်တော်ဟာဖျားသခင်ကပေါင်းဖက်ဖို့ဖန်ဆင်းပေးလိုက်တဲ့ချစ်သူတွေတဲ့ညာဘက်ဆိုလဲနတ်သားတွေကအိမ်မက်တွေလာပေးတယ်ကျွန်တော်နဲ့လက်တွဲဖို့လက်တွဲပြီးကဘာအသစ်တစ်ခုတည်ဆောက်ဖို့အာယုံတွေလာပေးတယ်ပေါ့ကျွန်တော်တို့ရဲ့ချစ်ချင်းတရားကသာငြင်းရဲတဲ့ကဘာကိုတည်ဆောက်နိုင်မယ်တဲ့ဖျားစုတကယ်ကိုအဲ့ဒီလိုပြောတာအခုစူချီဆိုင်မှာတွေ့တဲ့အချိန်ကျတော့သူအီးမေးလ်တွေပို့ထားတာထောင်းနေချင်နေပြီကျွန်တော်ဘက်ကစာပြန်မပြန်စိတ်ဆိုးဆိုးမဆိုးဆိုးဘာမှမပြောင်းလဲဘူးသူ့ယုံကြည်ချက်ကဒုံရင်ပဲကျွန်တော်နဲ့သူဒီလိုဖြစ်နေတာအခု9 နှစ်ရှိပြီဒီလိုနဲ့အဲ့ဒီဆူရှီဆိုင်လေးမှာအီရင်တယောက်နိုင်နဲ့ချီပြီးပြောနေတာတွေကိုနားထောင်ရင်သူအကြမ်းမြင်ရတဲ့အကြောင်းတွေယောဂတွေတောင်စိတ်ဆွမ်းရည်နဲ့ကုပေးနိုင်နေပြီဆိုတဲ့အကြောင်းတွေသူမွေးထားတဲ့အကြောင်းအစာရင်ကြောက်တယ်တော့စိတ်ဆွမ်းအားတွေနဲ့သူဘလို့ကုပေးလိုက်တယ်ဆိုတာနားထောင်ရင်ကျွန်တော်သဘောပေါက်လာတယ်အီရင်ဟာစိတ်ဓာတ်မြင့်တင်ခြင်းဆိုတဲ့အရာကိုစိတ်ဆွဲသလိုဆွဲနေတာပဲဒေါ်လာထောင်ပေါင်းများစွာအကုန်ခံပြီးစိတ်ဓာတ်ခွန်အားဟောပြောပွဲတွေကိုလည်းသွားတယ်အချိန်တိုတင်တန်းတွေအကုန်လိုက်တတ်တယ်သူ့ရည်မှန်းချက်ကိုလည်းသူသေးသေးချာချာသိတယ်စာချုပ်မှုတွေလည်းရှိတာပဲဒါပေမဲ့အကျုံးမပေးပဲဆက်လုပ်တယ်အမြဲတမ်းလိုအကောင်းမြင်စိတ်ကလည်းအပြည့်ဖြစ်ချင်တဲ့အရာတွေကိုစိတ်ကူးထဲမှာပုံဖော်အပြင်မှာတကယ်ဖြစ်အောင်ကြိုးစားတယ်သူ့ကိုယ်သူအထင်ကြီးစိတ်ကလည်းအပြည့်ရှိတယ်သူစိတ်ထဲမှာတော့ရေရှုကလာစရက်ကိုကဲတင်တယ်လို့သူလည်းအင်္ဂါကြောင်ကိုစိတ်ဆွမ်းအားနဲ့စေကူနိုင်နေပြီပေါ့နောက်ပြဿနာပဲသူယုံကြည်ချက်ကြီးနဲ့ဒီလူနဲ့မပေါင်းရရင်ကဘာပြက်မယ်ကတော့တလွဲဖြစ်နေတော့ဘလောက်ကြိုးစားဘာမှမထူဘူးလေဒီလိုပဲအမှန်တွေလုံးမှန်တဲ့ဖြစ်မလာတော့ဘူးသူ့ကိုယ်သူလည်းသိတယ်ကျွန်တော်ကိုပြောဘူးတယ်သူလုံနေတာတွေကအတိတ်ပဲမရှိဘူးတဲ့ကျွန်တော်အတွက်ရောသူ့အတွက်ပါမကောင်းဘူးတဲ့ဒါပေမဲ့ဘာကြောင့်လဲတော့မသိဘူးသူဘလို့မှရဲလို့မရဘူးတဲ့သူစိတ်ထဲမှာသူယုံကြည်ထားတာတွေအားလုံးမှန်တယ်လို့ပဲခံစားနေရတာကိုဖျောက်လို့မရဘူးတဲ့1990လောက်မှာအကောင်းဆုံးအစိတ်ဆိုတာကိုရိုင်းပေါ်မိုက်စတာဆိုတဲ့စိတ်ပညာရှင်ကစာပြီးလေ့လာခဲ့တယ်မကောင်းတာလုပ်တဲ့သူတွေဘာဖြစ်လို့လုပ်တာလဲဆိုတာကိုလေ့လာတာပေါ့အဲ့ဒီခေတ်လူတွေထင်ထားတာကမကောင်းတာလုပ်တဲ့သူတွေဆိုတာသူတို့စိတ်ထဲမှာကိုအဆိုးမြင်စိတ်တွေများနေတာကြောင့်လို့ထင်ထားခဲ့တာဒါပေမဲ့ဘောမိုင်းစတာရဲ့ရှာဖွေတွေ့ရှိချက်တွေဟာအဲ့ဒီလိုမဟုတ်ဘူးဖြစ်နေတယ်ပြောင်းမြန်ကြီးတချို့ဆိုးပေဆိုတဲ့လူတွေတော်တော်များများဟာကိုကျင်းနေနေတာကိုတွေ့ရတယ်
ဘသူတွေဘာဖြစ်ဖြစ်စိတ်ထဲမှာကျေနပ်နေတာသူတို့လှုပ်လိုက်တယ်သူများတွေကိုနာကျင်စေတဲ့ဟာတွေရိုင်းဆိုင်တဲ့အရာတွေကိုအမှန်လို့ထင်နေတာဒီလိုထင်နေဆိုတာသူတို့ကိုသူတို့လုံးဝမှန်တယ်လို့ယူဆထားလို့ပဲမဟုတ်လားငါမှန်တယ်ငါလောက်တာတရားတယ်မမားဘူးလို့တဲ့ယုံနေလို့ပါပဲလူမျိုးရေးခွဲခြားဆက်ဆံတဲ့သူတွေဟာလည်းသူတို့ကိုသူတို့ငါဟာပုံမြင့်မြတ်တယ်လို့ထင်လို့လုပ်နေတာပဲယုံကြည်မှုအဆုံးရောက်တွေဆိုရင်လည်းသေရင်လက်ပြီးရောက်မယ်လို့တဲ့ယုံထားတော့အသေးခံဘုံခွဲကြမိန်းကလေးတွေကိုမတိန်ချင်းမိန်းမတွေကိုနှိပ်စက်တဲ့ယောက်ျားတွေဟာလည်းမိန်းမဆိုတာကိုခန္ဓာတက်တက်ပဲလို့ယုံကြည်ကြမကောင်းဆိုးဝါးစိတ်ရှိတဲ့သူတွေဟာသူတို့ကိုသူတို့မကောင်းဘူးလို့မမြင်ဘူးသူတို့ကလည်းကျန်တဲ့သူတွေအကုန်လုံးဟာမကောင်းဆိုးဝါးတွေလို့မြင်ထားတာသေချာပေါက်အပိုင်းတထားခြင်းဆိုတာမရှိသင့်ဘူးမရှိသင့်တဲ့အပြင်ဒီလိုအပိုင်းတထားခြင်းဟာစိတ်ရဲ့လုံခြုံခြင်းကိုပါထိခိုက်စေတယ်လူတော်တော်များများမှာအပိုင်းတထားတာတွေရှိတယ်ငါလုံနေတဲ့အလုပ်ကဒီထက်ပိုပြီးဓာတ်ကကောင်းတဲ့နဲ့ဆိုပြီးသေချာပေါက်တွက်ထားတာမျိုးဒါတော့ပတ်ဆက်ဝင်ရမယ်ဆိုပြီးထင်ထားတာမျိုးလာကလည်းမတိုးလာရောစိတ်ထဲမှာမလုံခြုံစဖြစ်လာပြီးတခြားသူတွေရာထူးတက်သွားတာတွေကိုပဲရွေးပြီးမြင်လာမယ်ငါ့ကိုညာခိုင်းနေတာဆိုပြီးထင်လာမယ်အတိအမှတ်မပြုတ်ခံရဘူးဆိုပြီးထင်လာမယ်ဘာမှမဟုတ်တဲ့အပြုမှုသေးသေးလေးတွေကအစားအတူတူပဲရီးစားကောင်လေးရဲ့ဖုန်းကိုယူကြည့်မက်ဆေ့တွေစစ်ကြည့်တာမျိုးတငယ်ချင်းတွေကိုဟဲ့သူများတွေငါအကြောင်းဘာပြောနေကြလဲပြောတန်းဆိုပြီးမေးတာမျိုးဒီအသေးမွားလေးတွေဟာလည်းသေချာပေါက်သိရှင်စိတ်ကြောက်လုံးနေတဲ့အပြုအမူတွေပဲကောင်လေးဖုန်းကိုယူကြည့်တော့မက်ဆေ့တွေတွေ့ချင်မှတွေ့မယ်ဒါပေမဲ့ဒီမှာပြီးမသွားဘူးနောက်ထပ်ဖုန်းတစ်လုံးများငါမသိအောင်ခိုးကင်နေလားဆိုတဲ့စိတ်ကဖြစ်လာနိုင်တယ်အလုံးမာယာတို့မတက်တော့ကိုကိုအတိမမပြုဘူးငါကိုညာခိုင်းနေတာသေချာပြီလို့ထင်တယ်ဒီလိုထင်တော့ဘယ်သူနဲ့မှစကားပြောငါကိုညာခိုင်းနေတယ်လို့ပဲထင်လာတယ်ဒီလိုထင်လေးလေးယာတို့တက်ဖို့ဝေးလေးလေးဒီလိုကိုယ်စိတ်ကိုမလုံခြုံတော့တဲ့အခါတွေမှာကျွန်တော်တို့စိတ်ထဲကိုအခွင့်ထူးခံခြင်းစိတ်တွေဝင်လာတတ်တယ်ငါတို့ပုံမှန်အတိုင်းဆက်လုပ်နေလို့တော့မရဘူးတခုခုတော့လုံးဝဖြစ်မယ်ဆိုပြီးထင်လာတယ်မတရားဘူးငါ့ကိုမတရားလုပ်တဲ့သူတွေဒုက္ခရောက်တဲ့နဲ့ဆိုပြီးမြင်လာတယ်အကြမ်းဖက်မှုတွေရဲ့မူလအစကဒါတွေပဲကိုလိုချင်တာကိုအပိုင်းတွက်ထားတော့မရတဲ့အခါမှသိမခံနိုင်တော့ဘူးလေကြောင်းပြန်နေရမှာကိုထပ်သုံးကြည့်ရင်သိတာလာတယ်သေချာပေါက်အပိုင်းတွက်ရင်မသေးချာမရမှုတွေနဲ့မလုံးမချုံဖြစ်လာတော့တာပဲမသိခြင်းတရားကိုလက်ခံရင်တခြားသူတွေကိုဝေဖန်စိတ်တွေလည်းရောလာမယ်ဒီဘုတ်ထဲကဒီပဲဆိုတာတွေတွေးပြီးလူတွေကိုခြုံပြီးကြည့်တဲ့အကျဉ်းစိုးတွေပျောက်သွားမယ်ဒီလူဟာနေရာတကာကလာလို့ဒီလိုလူမျိုးဖြစ်နေလို့ဒီအကျင့်တွေပါလာမှာပဲဆိုပြီးတက်ဆွဲတဲ့စိတ်ကြီးတွေရောသွားမယ်သေချာချင်းဆိုတဲ့တန်မှုဟာကိုသေချာပေါက်တွက်ထားတာကိုလည်းရောစေတယ်ကိုဟာကိုထင်ထားသလောက်ချစ်ဖို့ကောင်းတဲ့သူဖြစ်ခြင်းမှဖြစ်မှန်မဟုတ်လားထင်ထားသလောက်ယူချောခြင်းမှလည်းချောမယ်ဘလာအောင်မြင်မလဲကြာချုံမလဲဆိုတာလည်းကြုံမတွက်တော့ဘူးအသေးသောအရာတွေကိုရဖို့ဆိုတာမသေးချာမှုတွေကိုလက်ခံမရေရာတဲ့အတွေ့အကြုံတွေကိုကြိုးစိုးဖို့လိုတယ်ရင်းကျက်ခြင်းရဲ့အခြေခံခွန်အားဟာမသေးချာခြင်းလို့ပြောလို့ရတယ်အကုန်သိပြီးတက်ပြီးသားလို့ယူဆနေတဲ့သူတရားဟာအသေးသောအရာတွေကိုထပ်ပြီးမသိယူနိုင်တော့ဘူးလေမသိသေးတဲ့အရာကိုသာသိယူလို့ရတာမဟုတ်လားမသိတာကိုမသိဘူးလို့ဝန်ခံလေးတကယ်နားလည်လာဖို့အခွင့်အရေးတွေပိုများလာလေးပါပဲကျွန်တော်တို့ရဲ့အထင်အမြင်တွေဟာဘယ်တော့မှပြည့်စုံမှန်ကန်တယ်ဆိုတာမရှိဘူးပြည့်စုံသွားပြီးငါထင်ထားတာအမှန်ဆုံးဆိုပြီးအပိုင်းတွက်ထားရင်တကယ်ပြဿနာတွေကိုရင်ဆိုင်တဲ့အခါတာဝန်ယူခြင်းစိတ်မရှိတော့ပဲဘူးခံခြင်းတက်လာမယ်ပြဿနာတွေကိုဖြေရှင်းဖို့ဆိုတာကိုလုပ်ခဲ့တဲ့အရာတွေဟာမသေးချာမြေရသောမှားယွင်းမှုတွေပါနေတတ်ပါလားဆိုပြီးလက်ခံတတ်ဖို့လိုပါတယ်အမားကိုလက်ခံနိုင်မှမသေးချာမြေရခြင်းကိုလက်ခံနိုင်မှသာတကယ်ရင်ကျက်လာမှာကျွန်တော်တို့တန်ဖိုးထားတဲ့အရာတွေအလေးပေးတဲ့အရာတွေကိုပိုကောင်းအောင်လုပ်ချင်တယ်ဆိုရင်ပထမဆုံးလုပ်ရမယ့်အချက်ကဒီအရာတွေအားလုံးဟာသေချာပေါက်တွက်လို့ရတဲ့အရာတွေမဟုတ်ဘူးဆိုတာကိုလက်ခံနိုင်မှုပါဒီမသေးချာခြင်းတွေကိုတစ်ခုချင်းဆွဲခွာသေးသေးချာချာလေးလာဖို့လိုတယ်မသေးခြင်းတရားကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ရမယ်မသေးခြင်းမသေးချာခြင်းဆိုတဲ့အရာကသာကျွန်တော်တို့အတွက်အသေးချာဆုံးအရာဖြစ်ပါတယ်မန်ဆိုင်ရဲ့ရှောင်ပြေးခြင်းဥပဒေသာပါကင်ဆန်ရဲ့ဥပဒေသားကိုကြားဖို့ရင်ကြားဖို့မယ်အလုံးဆိုတာအချိန်ဆွဲပြီးလုပ်လေပို့ရှုပ်လေမာဖီရဲ့ဥပဒေသားကိုလည်းကြားဖို့မယ်ထင်ပါတယ်လွဲနိုင်သမျှလွဲအောင်ပါပဲနောက်တစ်ခါပါတီပွဲတွေသွားရင်အထင်ကြီးစရာစကားပုံအစိုးအမိတ်တစ်ခုလောက်ပြောချင်တယ်ဆိုရင်ကျွန်တော်ရဲ့ရှောင်ပြေးခြင်းဥပဒေသားကိုပြောကြည့်ပါကိုယ်ခံယူချက်ကိုတစ်ခုခုကချင်းချောက်လာရင်အဲ့ဒီတစ်ခုခုစီကနေထွက်ပြေးခြင်းလာတာပဲဘာကိုဆိုလိုချင်လဲဆိုတော့ကိုယ်ယုံကြည်ချက်ကိုထိပါလာတဲ့အရာတွေနဲ့တွေ့တဲ့အခါကျွန်တော်တို့ဟာရင်ဆိုင်မှုတဲ့ရှောင်ပြေးဖို့ကိုသာပိုအားသာကြတယ်ကိုဘလိုလူဆိုတာကိုအတိအကျသိနေရင်ကျွန်တော်တို့အတွက်ပိုတက်တောင့်တတာရှိတယ်လေဒီခံယူချက်ကိုချင်းချောက်လာသမျှဟာကျွန်တော်တို့အတွက်ကြောက်စရာတွေဖြစ်လာတယ်ဒီချင်းချောက်မှုဟာကောင်းတာလည်းဖြစ်နိုင်တယ်လို့ဆိုတာလည်းဖြစ်နိုင်တာပဲပတ်သက်တွေအကုန်ဆုံးရှုံးသွားတာကိုယ့်ရဲ့တည်ငြိမ်နေတဲ့ခံယူချက်ကိုချင်းချောက်တယ်လို့တိတ်တောင်းထီပေါက်တာတွေဟာလည်းခံယူချက်ကိုချင်းချောက်မှုတစ်ခုပဲမဟုတ်လား
အလုပ်ပြုသွားခြင်းဟာကိုဘလိုလူဆိုတာကိုသိမှတ်ထားတာကိုပြောင်းလဲစေတယ်လို့အောင်မြင်တဲ့အဆိုတော်တရားဖြစ်သွားခြင်းဟာလည်းကိုသတ်မှတ်ချက်ကိုပြောင်းလဲစေနိုင်ပါတယ်လူတွေအောင်မြင်မှုကိုကြောက်တာဒါတွေကြောင့်လဲပါတယ်ကြာရှုံးမှုကိုကြောက်တယ်လို့ပဲနှစ်ခုစလုံးကကိုပုံသေးသတ်မှတ်ထားတဲ့ဘဝကိုပြောင်းလဲဖို့တွန်းအားတွေဖြစ်နေတာကိုစာရေးဆရာဖြစ်ခြင်းနဲ့ဝိထုရေးရမှာကြောက်တယ်ရေးလိုက်ရင်ကိုငါသားမန်းစရေးလေးပါလို့သတ်မှတ်ထားတာတွေကိုရင်ဆိုင်ရတော့မယ်လေယောက်ျားကိုပြောခြင်းနဲ့ပိုပြီးကြမ်းလေးချစ်ဖို့ဒါပေမဲ့ဒီလိုပြောလိုက်ရင်ကိုအချက်ကြီးတဲ့အမျိုးသမီးဆိုပြီးခံယူထားတာကိုစိန်ခေါ်ရတော့မယ်တငယ်ချင်းကိုပြောခြင်းနဲ့စက်မပေါင်းနိုင်တော့ဘူးဆိုတာဒါပေမဲ့ဒီလိုပြောလိုက်ရင်အားနာခွင့်လွတ်တတ်သူကြီးဆိုပြီးကိုတတ်မှတ်ထားတာကိုရင်ဆိုင်ရတော့မယ်ဘဝမှာကြုံလာရတဲ့အခွင့်အရေးကောင်းတွေကိုကျွန်တော်တို့လက်လွတ်လိုက်ရရရှိတယ်ကိုမြင်ထားတဲ့အမြင်ပုံသေးတတ်မှတ်ထားတဲ့ခံယူချက်တွေကြောင့်ဒီအခွင့်အရေးတွေကိုအကောင်အထည်မဖော်ရတာတွေကျွန်တော်တို့တန်ဖိုးထားတဲ့အရာတွေကိုထိခိုက်လာတဲ့အခါကြောင်ပြေးဖို့ခြေကလန့်ထားပြီးသားကျွန်တော်တငယ်ချင်းတယောက်ရှိတယ်ပကြီးဆွဲတာဝါသနာပါတဲ့သူပကြီးကားတွေကို online မှာရောင်းချခြင်းတဲ့အကြောင်းခဏပြောတယ်နှစ်တော်ကြားတဲ့အထိပြောနေတော့မယ်ပတ်ဆက်တွေပါတွေစု website တွေပါတွေထောင်ပကြီးကားတချို့တောင် online မှာတင်လိုက်သေးဒါပေမဲ့တကယ်ခြေစုံပြည့်ဝင်သလားဆိုတော့မလုပ်ဖြစ်ဘူးအကြောင်းပြချက်တစ်ခုကအမြဲရှိနေတယ်ငါပကြီးကားတွေကဒီလောက်ကြီးမကောင်းသေးဘူးဒီထက်ကောင်းတာတွေဆွဲအောင်မှအချိန်မပေးနိုင်သေးလို့ပါကွာနှစ်တွေပဲကြာသွားတယ်ပုံမှန်လုံးနေတဲ့အလုပ်ကိုလည်းမထွက်ဖြစ်ဒီတိုင်းပဲဘာဖြစ်လို့လဲအဖြေကရှင်းပါတယ်သူ့အတွက်ဘယ်သူမှမကြိုက်တဲ့ပကြီးစရာဖြစ်ရတာဟာဘယ်သူမှမကြားဘူးတဲ့ပကြီးစရာဖြစ်ရတာထက်ပိုချောက်ဖို့ကောင်းတယ်မဟုတ်လားဘယ်သူမှမကြားဘူးတဲ့ပကြီးစရာဖြစ်ဆက်သွားနေရတာသူ့အတွက်ပိုတရာရှိတယ်လေနောက်တငယ်ချင်းတယောက်ရှိသေးတယ်ပါတီစရာကြီးပေါ့ညာတိုင်းအပြင်ထွက်ကလတ်တဲ့အရက်တောင်မိကလေးတွေပညာတွဲလို့နှစ်တွေကြာလာတော့ဒီလိုနေရတာအဆင်မပြေတော့ဘူးအသက်လည်းနည်းနည်းရလာပြီးအထီးကျန်ဆန်လာပြီးစိတ်သက်ကြသာပြူလာပြီးဒီလိုပါတီတွေစက်တိုက်သွားနေတဲ့ဘဝကိုစိတ်ကုန်လာပြီးတည်ငြိမ်တဲ့မိသားစုဘဝကိုမနာလို့ဖြစ်ကျင်လာပြီးပြောင်းလဲခြင်းတဲ့အကြောင်းကိုလည်းတစ်ခွာပြောတယ်ဒါပေမဲ့ဒုံရင်ပဲအကြောင်းပြချက်တွေကမကုန်နိုင်သူပုံမှန်လုံးနေကြအရာတွေကိုပြောင်းလိုက်ရင်သူခံယူချက်ကိုဆုံးလို့ရတော့မယ်ငါကပါတီဆရာကြီးဆိုတဲ့ခံယူချက်သူသိတာဆိုလို့ဒါပဲရှိတာသူ့ကိုလူတွေချင်းနေပေါင်းသိနေတာလဲပါတီပွဲတွေကြောင့်ဒါကြီးကိုစွန့်လွတ်လိုက်ရင်ငါတော့အသက်မရှိတော့သလိုဖြစ်သွားမယ်လို့ထင်နေတာကိုကျွန်တော်တို့အားလုံးမှာဖတ်တွေ့ထားတဲ့တန်မိုးတွေရှိတယ်ဒီတန်မိုးတွေကိုကာကွယ်ဖို့ကလည်းအမြဲအသင့်ဒီတန်မိုးတွေနဲ့ဘဝကိုဖျက်ဆီးခြင်းနဲ့ဒီတန်မိုးတွေကိုမပြောင်းလဲတော့အောင်ထိန်းထားခြင်းနဲ့စိတ်ထဲမှာပြောင်းလဲခြင်းအောင်ဟင်းရင်ဆိုပြီးညင်ပြတယ်ကျွန်တော်တို့ဦးနောက်ကကိုသိတဲ့အရာတွေမသိကြတဲ့အရာတွေပေါ်မှာဗတ်လိုက်တတ်တယ်မဟုတ်လားကိုငါကသဘောကောင်းတဲ့သူလို့ပုံသေးသတ်မှတ်ထားတော့သဘောမကောင်းတဲ့အခြေအနေတွေဆိုရင်ရှောင်ပြေးခြင်းနဲ့ငါအရန်တော်တဲ့သူလို့ပုံသေးသတ်မှတ်ထားတော့ဒါကိုထက်တက်သေးပြရတော့မယ်ခံယူချက်ကအမြဲရှိဆုံးမှရှိတယ်ကိုမြင်တဲ့အမြင်ယုံကြည်ချက်ဒါတွေကိုမပြောင်းနိုင်တဲ့၍ထွက်ပြေးခြင်းစိတ်စိုးရွံ့စိတ်တွေကိုကြော်ဖြတ်ဖို့မဖြစ်နိုင်ဘူးပြောင်းလဲနိုင်မှာမဟုတ်ဘူးဒီလိုစဉ်းစားလိုက်တော့မိမိကိုသေချာသိခြင်းဆိုတဲ့အန်တရယ်များတဲ့အတွေးခေါ်တစ်ခုဖြစ်မနေဘူးလားကိုသေချာနေခြင်းဆိုတာအင်္ဂလိပ်ကိုင်းလိုက်သလိုပဲလှုပ်လို့မရတော့ဘူးအခွင့်အရေးတွေကိုဆုံးရှုံးစေတယ်ကိုသေချာသိအောင်အရင်မကြိုးစားပါနဲ့မသိခြင်းဆိုတာတန်မိုးရှိတယ်မသိခြင်းကြောင့်သာအမြဲဆက်လက်ရှာဖွေစူးစမ်းခြင်းစိတ်တွေတစ်ဖွာပေါ်လာမှာမသိခြင်းဟာကိုယ်ဆုံးဖြတ်ချက်တွေကိုပိုပြီးလူသားဆန်စေတယ်ကိုနဲ့အမြင်မတူတဲ့တခြားသူတွေကိုလည်းပိုနားလည်လာမယ်ငါဆိုတာကိုစွန့်လို့ဗုဒ္ဓဘာသာမှာငါဆိုတဲ့အစွဲကိုဖျောက်ဖို့သင်ကြားထားတယ်ငါဆိုတဲ့အစွဲဟာကိုထောင်ချထားသလိုပဲဒီအစွဲတွေကိုအကုန်စွန့်လို့ဖို့ပြောထားတယ်ငါစွဲတွေကိုဂရုမစိုက်ဖို့တိုက်တွန်းတယ်ကိုပုံသေးသတ်မှတ်ထားတဲ့အရာတွေအသေးမှတ်ထားတဲ့ငါဘလို့လူကွာဆိုတဲ့ခံယူချက်တွေဒါတွေကိုစွန့်လို့နိုင်မှရင်းချက်တည်ငြိမ်ရင်းစီကိုရောက်မယ်အမျိုးသမီးတယောက်ဟာဝန်ခံလိုက်တယ်ဆိုပါစို့အိမ်အောင်ရေးဆိုတာငါကျွမ်းကျင်တဲ့အရာဟုတ်ချင်မှဟုတ်မယ်ဒီလိုဝန်ခံလိုက်တော့မှသူ့ရဲ့ယိုယွင်းနေတဲ့အိမ်အောင်ရေးကိုဆုံးသက်နိုင်မယ်ကျမကတော့တိတ်တော်တဲ့အိမ်အောင်ချင်းမကြီးရှင်ဆိုပြီးပုံသေးသတ်မှတ်ထားရင်တော့ဒါကြီးကိုတက်သေးပြဖို့အတွက်အဆင်ပြေမပြေမျက်စိစုံမိတ်ပြီးဆက်ပေါင်းရမယ်မဟုတ်လားကျောင်းသားတယောက်ကဝန်ခံလိုက်တယ်ဆရာတွေကိုအာခံလူစိုးလေးလုံနေတာငါတကယ်လူမိုက်ဖြစ်ချင်လို့ဟုတ်ရဲ့လားလောကကြီးကိုကြောက်လို့ကြောက်ရမ်းနေတာလားဒီလိုဝန်ခံမှရီမန်းချက်အသစ်တွေပြန်ရလာမယ်စာချက်ချင်းစိတ်စာမိုးပဲအောင်ခြင်းစိတ်တွေပြန်ရောက်လာမယ်ငါလူမိုက်ကြီးလို့အမြဲထင်နေရင်တော့သွားပြီစာရေးဆရာဖြစ်ခြင်းနဲ့ရုံစရေးလေးလည်းဒီအတိုင်းပဲစာရေးဆရာဖြစ်ခြင်းတာဘာထူးဆန်းလဲရုံစရေးဖြစ်တာလည်းဘာမှထူးဆန်းတဲ့အရာမဟုတ်ဘူးငါရေးတဲ့ဝတ္ထုကလည်းဘာမှထူးခြားမဟုတ်ဘူးဒီလိုဝန်ခံလိုက်ရင်ရေးစရာရှိတာဆက်ရေးလုံးစရာရှိတဲ့ရုံအလုံးဆက်လုံးကျင်းသေးပေါအောင်မြင်မဲ့ဝတ္ထုတစ်ပုဒ်ရေးနိုင်မဲ့သူလို့ကိုထင်ထားရင်တော့မဝမရဲစိတ်တွေနဲ့ပဲဘာမှလုပ်ဖြစ်မှာမဟုတ်ဘူးကျွန်တော်ပြောလို့စိတ်နာခြင်းရင်နာမယ်ခမားတို့ကြုံနေရတဲ့ပြဿနာတွေ
ဒုက္ခတွေဆိုတာထူးထူးဆန်းဆန်းတွေမှမဟုတ်တာလူတိုင်းဒီလိုပါပဲ DSL တွေကိုဆုံးလို့ရတာခွန်အားကိုတိုးစေပါတယ်အတိတ်ပဲမရှိတဲ့ဒေတာချင်းတွေမှာငါဆိုတဲ့ကောင်ကသူများနဲ့မတူဘူးလို့ထင်တဲ့စိတ်ကတဝက်လောက်ပါနေတယ်ကိုစီးနေတဲ့လေရင်ကြားမှာရွေးပြီးပြကြမယ်လို့ထင်တယ်လို့ပေါ့ဒီလိုပဲကိုလှုပ်ထားတဲ့အလုပ်ကိုမှရွေးပြီးအပြစ်တင်နေတယ်ကိုအားလုံးကဝိုင်းပြီးလောင်နေတယ်ဒီလိုထင်တာတွေအကုန်လုံးရဲ့နောက်ွယ်မှာငါတယောက်ပဲထူးခြားနေတာငါနဲ့ဘယ်သူနဲ့မှမတူဘူးအားလုံးကအတူတူတွေကြီးပဲငါတယောက်တည်းကွဲနေတာဆိုတဲ့စိတ်ကတွဲလျက်ပါနေတာမဟုတ်လားဒါတကယ်တော့တမင်အစိုးမြင်နေတာရှင်းရှင်းလေးရဲ့ကိုပြဿနာတွေကတော့လူများနဲ့မတူဘူးငါတယောက်တည်းကိုပဲရွေးဖြစ်တာလို့ထင်တာကျွန်တော်အကြံတစ်ခုပေးမယ်လူတူးမဖြစ်ချင်နဲ့သူများနဲ့မတူတဲ့သူမဖြစ်ချင်နဲ့ပုံမှန်စံနှုန်းတွေကိုပို့ပြီးတန်ဖိုးထားကျဲတဝင်းလို့ညံကြီးရှင်ကြီးတယောက်လို့ကိုမမြင်နဲ့ဒုက္ခတဲ့တယောက်လို့ကံအဆိုးဆုံးသူတယောက်ကိုလည်းကိုမမြင်နဲ့ကိုပုံမှန်လူတယောက်လိုပဲသဘောထားကျောင်းသားတယောက်စာရေးဆရာတယောက်တငယ်ချင်းတယောက်တီထွင်ဖန်တီးသူတယောက်ကိုသတ်မှတ်ထားတာကတာမန်မဟုတ်ဖဲထူးထူးခြားခြားအရာတွေပဲဖြစ်နေရင်အရာတိုင်းရဲ့ချင်းချောက်မှုခံရတော့မယ်ဒါကြောင့်ကိုအယိုးရှင်းဆုံးတာမန်အဖြစ်ဆုံးလူတယောက်အဖြစ်မြင်ဖို့အရေးကြီးပါတယ်သူမတူအောင်ထူးချွန်တဲ့သူအများထက်ပိုတော်တဲ့သူမယုံနိုင်လောက်အောင်ညံကောင်းတဲ့သူအဖြစ်အဆိုးဆုံးဒုက္ခတဲ့ကြီးလူတကာအနိုင်ကျင့်ခံရတဲ့သူစတဲ့တခန့်တနာထူးထူးခြားခြားသတ်မှတ်ချက်တွေကိုရှောင်ပါဒီသတ်မှတ်ချက်တွေဟာခမားကိုအခွင့်ထူးခံစိတ်ဝင်သွားစေတယ်ကိုသီးတန့်အထူးနေရာမှာထားပြီးဆက်ဆံပေးဖို့လောကကြီးကိုတောင်းဆိုနေတာပဲဒါတွေကိုအမိုက်ပုံးနဲ့ပြစ်ထဲဖို့မလေးနဲ့စေသမားဆေးဖြတ်တယ်လို့ပဲအစာပိုင်းကတော့ခံရသိခံမယ်အမြဲတမ်းကိုထူးခြားတယ်လို့ထင်နေရကနေငါဟာတာမန်လူသားတယောက်လို့မြင်မှုဆိုတာပဲလွယ်ပါမလဲဖြတ်ခါစားမှာတော့အလူအလိန်ခံစားရပါပြီဒါပေမဲ့အောင်မြင်သွားရင်တော့လမ်းဆန်းတဲ့လူသားတယောက်ပြန်ဖြစ်လာပါလိမ့်မယ်တေချာချင်းတွေကိုဘယ်လိုကြော်ရမလဲပုံသေးသတ်မှတ်ချက်တွေတေချာချင်းတွေကအန္တရာယ်များပါတယ်ဟန်ချက်ညီတဲ့ဘဝကိုရဖို့မသေးချာချင်းဆိုတာကိုလိုအပ်ပါတယ်ကျွန်တော်တို့လူသားတွေအတွက်ကိုပြန်မေးခွန်းထုတ်တာကိုယုံကြည်ချက်တွေကိုတန်တရားမျက်လုံးနဲ့ကြည့်တာဟာအခက်ဆုံးအလေးချင်းတစ်ခုပဲဒါပေမဲ့ဖြစ်အောင်လုပ်လို့တော့ရတယ်အပိုင်တွက်ထားတဲ့ပုံသေးသတ်မှတ်တဲ့စိတ်တွေကိုဖျောက်ဖို့ကိုမေးရမယ်မေးခွန်းတချို့အောက်မှာပြောထားပါတယ်မေးခွန်းတစ်ငါမှားနေသလားကျွန်တော်တငယ်ချင်းတယောက်မကြသေးခင်ကပဲဆစ်ဆက်လိုက်တယ်သူနဲ့ယူမဲ့ယောက်ျားကစိတ်ချရပါတယ်အရက်မတောက်စိတ်လိမ်မတောက်မိမကိုလည်းမနေဆက်ဘူးခင်ဖို့လည်းကောင်းတယ်အလုတ်ကင်လည်းမစိုးဘူးဒါပေမဲ့ဆစ်ဆက်ပြီးကြတဲ့ကတငယ်ချင်းရဲ့အကိုကသူညမကိုနေတိုင်းလိုအပြစ်တင်တယ်အဲ့ဒီကောင်နဲ့ယူရင်ဒုက္ခရောက်မယ်နေမရင်ချက်သေးဘူးခံစားချက်ကိုဦးစားပေးလို့နဲ့ဒါနဲ့ကျွန်တော်တငယ်ချင်းကသူ့အကိုကိုပြန်မေးတယ်နေပါဖြစ်နေတာလဲဘာတွေတလောက်တောင်ကြည့်မရဖြစ်နေတာလဲပေါ့အဲ့ဒီတော့မေးတော့လေသူ့မှာဘာပြဿနာမှမရှိတဲ့အကြောင်းစိတ်ဆက်လို့ပြဿနာရှာနေတာမဟုတ်တဲ့အကြောင်းမောင်နှမအချင်းချင်းတောင်းဝန်ရှိလို့သတိပေးနေရတဲ့ဆိုတဲ့အကြောင်းတွေပဲပြောတယ်ဒီအကူမှတခုစိတ်ရနောက်ချက်ဖြစ်နေတာကအတိအသားကြီးသူမိမယူရမှာကြောက်တာကြောင့်လည်းဖြစ်နိုင်တယ်ညီမကိုတဝင်းတို့တာလည်းဖြစ်နိုင်တယ်မိမရေလူမျိုးကြီးဖြစ်နေလို့သူ့ကိုယ်သူအားငယ်စိတ်ကြောင့်လူများအိမ်နောက်ပြူတာကိုမနာလိုတာလည်းဖြစ်နိုင်တာပဲတခုဖြစ်နေတာကတော့အတိအသားကြီးဒါပေမဲ့သူ့ကိုယ်သူဘာဖြစ်နေသလဲသိလားဆိုတော့လည်းမဖြေနိုင်ဘူးမဟုတ်လားလူဆိုတာကိုပြန်ကြည့်တဲ့နေရာမှာတော်တော်ညံ့တဲ့တတဝါတစ်မျိုးကိုမနာလိုဖြစ်နေရင်တဝင်းတို့နေရင်စိတ်တို့နေရင်လည်းဒီလိုဖြစ်နေတာကိုသတိထားမိတာကိုပဲနောက်ဆုံးဖြစ်နေတတ်တယ်ကိုဘာဖြစ်နေသလဲသိဖို့ဆိုတာကိုအပိုင်တွက်ထားတာတွေကိုမေးပြေမသေးကြခြင်းတရားတွေကိုလက်ကင်ပြူကိုစိတ်ကိုအမြဲမင်းကုန်းထုတ်နေဖို့လိုတယ်ငါမနာလိုဖြစ်နေတာလားဖြစ်နေတယ်ဆိုရင်ဘာကြောင့်ဖြစ်တာလဲငါစိတ်ဆိုးနေတာလားသူပြောတာများမှန်နေလားငါကာကွယ်ခြင်းစိတ်များနေတာလားဒီလိုမင်းကုန်းတွေကိုမေးတတ်ဖို့အကျင့်လုပ်ထားဖို့လိုတယ်ကိုပြန်မေးခြင်းဆိုတဲ့အလေးအကျင့်ဟာရိုးလေးပါဒီလိုပြန်မေးခြင်းဖြင့်ပိုပြီးလူသားဆန်တဲ့သူတစ်ယောက်ဖြစ်လာမယ်ကိုချင်းစာစိတ်လည်းပိုရှိလာမယ်လူသားဆန်တဲ့စိတ်နဲ့ကိုချင်းစာစိတ်ဟာပြဿနာတော်တော်များများကိုဖြေရှင်းပေးနိုင်မဲ့တော့ချက်တွေပဲမဟုတ်လားအရေးကြီးတာတစ်ခုရှိတယ်ကိုငါမားနေလားလို့ပြန်မေးပေမဲ့တကယ်မားနေတာလည်းဖြစ်ချင်မှဖြစ်မယ်တခါတလေကြာရင်ကိုမှန်ခြင်းလည်းမှန်နေနိုင်တယ်လေမင်းကုန်းထုတ်ခိုင်းတာဟာအပြစ်တခိုင်းတာတသက်တော့မဟုတ်ပါဘူးဘဝမှာအပြောင်းလဲတွေလူကျင်နေဆိုရင်ကို့မှာမှားနေတဲ့အရာတွေရှိနေဆိုတာကိုတော့လက်ခံနိုင်မှဖြစ်မယ်နေတိုင်းထိုင်ပြီးစိတ်ညစ်နေတဲ့ဆိုကြတဲ့ကတခုတော့မှားနေပြီမဟုတ်လားဒီအမားကိုရှာဖို့မေကုန်းမထုံနိုင်ရင်တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးမေကုန်းနဲ့မှားနေရင်ဘာဖြစ်မလဲငါမှားနေသလားလို့မေကုန်းထုတ်တာအရင်တော့မခတ်ပါဘူးဒါပေမဲ့လူတော်တော်များများကနောက်တစ်ဆင့်ကိုတော့ထပ်သွားဖို့ဝန်လေးကြတယ်မေကုန်းနဲ့မှားနေရင်ဘာဖြစ်မလဲငါမှားနေသလားလို့မေကုန်းထုတ်တာအရင်တော့မခတ်ပါဘူးဒါပေမဲ့လူတော်တော်များများကနောက်တစ်ဆင့်ကိုတော့ထပ်သွားဖို့ဝန်လေးကြတယ်
မားနေရင်ဘာဖြစ်တယ်လဲဆိုတဲ့အစဉ်ကျွန်တော်တို့ရဲ့အမားတွေနောက်မှာနာကျင်စရာတွေပါလာတတ်တယ်မဟုတ်လားအမားကိုဝန်ခံပြီးတဲ့အခါအမားကြောင့်ဖြစ်လာတဲ့အရာတွေကိုတာဝန်ယူရတော့မယ်ဒီအရာတွေဟာကျွန်တော်တို့ရဲ့ခံယူချက်တွေနဲ့တူချင်မှတူမယ်စန့်ကျင်ဘက်တွေလည်းဖြစ်နိုင်တယ်အရစ်စတိုတယ်ကပြောဘူးတယ်ပညာရှိဆိုတာကိုလက်မခံနိုင်တဲ့အရာတွေကိုလည်းနားလည်ဆင်ခြင်နိုင်ရမယ်ကိုလက်မခံနိုင်တဲ့အခြားအယုံကြည်မှုတွေကိုသုံးသပ်နိုင်တဲ့အရေးအချင်းပေါ့ဘဝကိုအတိတ်ပဲရှိရှိပြောင်းလဲနိုင်မှုလိုအပ်တဲ့အရေးအချင်းတစ်ခုပါကျွန်တော်တငယ်ချင်းရဲ့အကိုလိုပဲသူ့ကိုယ်သူမေးတင်တဲ့မိကွန်းကငါညမအိမ်တော်ပြုမဲ့ကိစ္စမှာငါထင်တာတွေမှားနေသလားဆိုတဲ့မိကွန်းပဲများသောအားဖြင့်ဒီလိုမိကွန်းတွေရဲ့အဖြေကရှင်းပါတယ်ကိုတိုင်းကတကူကောင်းဆန်အစိုးမြင်ကြောက်တတ်တဲ့သူဖြစ်နေတာများတယ်ဒီလိုမေးလိုက်လို့ထွက်လာတဲ့အဖြေကငါမားနေတာဆိုရင်သူ့မှာတခြားအကြောင်းပြချက်မရှိတော့ဘူးမဟုတ်လားဒီတော့သူ့ကိုယ်သူပြန်မေးဖို့လက်တော့နေတာမဆန်းဘူးဒါနဲ့ပဲဒီထက်လွယ်တဲ့တစ်ဖက်ဆောင်တဲ့အတွေ့အခေါ်တွေကိုဆက်တွေ့တယ်ငါညီမအတွက်အကောင်းဆုံးစဉ်းစားပေးနေတာအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေဆိုတာငါဝင်ဆုံးဖြတ်ပေးမှရမှာငါမှတာဝန်ရှိတယ်ငါပြောသလိုလုံးမမှန်မယ်ငါပဲမှန်တာအကုန်လုံးမှားတယ်ငါမှားနေတယ်ဆိုတဲ့အဖြေထွက်လာရင်တော့ကျွန်တော်တို့အနေနဲ့ဝန်ခံမှုသိခတ်ပါတယ်အနာကိုတုံးနဲ့ထိုးတယ်လို့ပေါ့ဒါကြောင့်လေဒီလိုခက်ခဲတဲ့မိကုန်းတွေကိုရှောင်ကြတာဒါပေမဲ့တကယ်ယောဂကိုကုကျင်ရင်အနာကိုနည်းနည်းဆွပေးဖို့တော့လိုပါတယ်မိကုန်းတော့အမားဟူဝန်ခံလိုက်ရင်ဖြစ်လာမဲ့ပြဿနာတွေကကိုယ့်အတွက်လူများတွေအတွက်ပိုဆိုးသွားမလားပိုကောင်းလာမလားဒါကတော့ကိုစမ်းသပ်ဖို့ပါကျွန်တော်တို့ရဲ့ခံယူချက်တွေသတ်မှတ်ထားတဲ့တန်ဖိုးတွေကခိုင်မာမှန်ကန်မှုရှိရဲ့လားဒါမှမဟုတ်တောက်တလွဲတွေဖြစ်နေသလားအဓိကအချက်ကတော့ဘယ်ပြဿနာကပိုကောင်းတယ်လဲဆိုတာကိုနှိုင်းယှဉ်ကြည့်ဖို့ဖြစ်တယ်ဘဝဆိုတာပြဿနာတွေနဲ့ပြည့်နေတာကိုကျွန်တော်တငယ်ချင်းအကိုအကြောင်းပဲထပ်ပြောရမယ်သူ့မှာရွေးစရာဘာတွေရှိတယ်လဲဘယ်ပြဿနာကသူ့အတွက်ပိုကောင်းတယ်လဲကြည့်ရအောင်ကာကြီးမိသားစုအတွက်ပြောစရာမင်္ဂလာကိစ္စတစ်ခုကိုစိတ်ဆင်းရဲစရာဖြစ်လာအောင်ဖန်တီးမယ်ညီမနဲ့သူ့နဲ့ကြားမှာဆက်ဆံရေးကိုပို့ဆိုအောင်လုပ်မယ်အကိုတရားအပေါ်မှာလေးစားတာတွေပြောသွားမယ်ဒါတွေအကုန်လုံးဖြစ်လာတာသူစိတ်ထင်တာလေးတစ်ခုတည်းကြောင့်ရောက်ဖလောင်းကိုသိမ့်မယုံနဲ့စိတ်တစ်ခုကြောင့်ခါခွေသူ့ညီမအတွက်ဘာတွေကကောင်းတယ်ဘယ်အရာတွေကတော့မကောင်းဘူးဆိုပြီးဝင်ဆုံးဖြတ်စဉ်စိတ်ကိုပြန်မေးခွန်းထုတ်မယ်ဆရာကြီးလှုပ်ရှင်စိတ်ကိုဖျောက်မယ်ညီမကိုယုံကြည်တဲ့စိတ်နဲ့ဆက်ဆံမယ်သူဆုံးဖြတ်ချက်တွေကိုလေးစားပေးမယ်သူဆုံးဖြတ်ချက်ကြောင့်ဖြစ်လာတာတွေကိုလည်းလက်ခံမယ်လူတော်များများကဒီလိုအခြေအနေမျိုးနဲ့ကြုံလာရင်ကာကြီးကိုပဲရွေးကြတယ်ကာကြီးကသိစဉ်းစားစရာလည်းမလိုဘူးကိုမကြိုက်တာတွေကိုလည်းရင်ဆိုင်စရာမလိုဘူးတခြားသူတွေရဲ့ဆုံးဖြတ်ချက်ကိုလည်းအရေးဆိုင်နေစရာမလိုဘူးကာကြီးကြောင့်တခြားသူတွေတော့စိတ်ဆင်းရဲရမယ်ဒုတိယတစ်ခုခါခွေးကိုရွေးမှသာလေးစားမှုယုံကြည်မှုတွေနဲ့တည်ဆောက်ထားတဲ့မိသားစုဘဝကိုရစေမှာခါခွေးကသာဆရာကြီးဖြစ်ခြင်းစိတ်ကိုဖျောက်ပေးမှာမောဟစိတ်ကိုတက်ပေးမှာကိုမလုံခြုံစိတ်တွေကြောက်စိတ်တွေကိုကြော်ဖြတ်တကူကောင်းဆန်ပြီးပယမ်းနေတဲ့ကိုစိတ်ကိုပြန်မြင်အောင်လုပ်ပေးနိုင်တာကခါခွေးပဲဒါပေမဲ့ခါခွေးကိုရွေးရတာခက်တယ်အရက်ပြန်လို့ပဲဆက်တယ်ဒီတော့မရွေးကြဘူးမြမလင်ယူတဲ့ပြဿနာကိုပုံကြီးချဲ့ရင်သူ့အကိုတယောက်တကူတော်စစ်ပွဲဝင်တယ်လို့ဖြစ်နေတယ်သူ့ကိုသူတော့ယုံတယ်ငါညီမအတွက်ကောင်းသေးခြင်းလို့လုပ်နေတာကွာဒါပေမဲ့ယုံကြည်ချက်ဆိုတာစိတ်ချရတာမဟုတ်ဘူးလေယုံကြည်ချက်အများစုဟာကိုယ်ခံယူချက်နဲ့ကြိုက်အောင်မိတ်ကပ်လိမ့်ပေးထားတာတွေပဲများတယ်တကယ်တမ်းကျတော့သူ့အမားကိုဝန်ခံမှုပိုခံနေတာဝန်ခံလိုက်ရင်တကူကောင်းဆန်မှုတွေကြောက်စိတ်တွေကနေလွတ်မြောက်သွားမှာဒါပေမဲ့သူ့အတွက်တော့မြမနဲ့ရန်သူတွေဖြစ်သွားတာကိုခံနိုင်တယ်မားတယ်လို့ဝန်ခံရမှာကိုမခံနိုင်ဘူးကျွန်တော်ဘဝမှာသတ်မှတ်ထားတဲ့ပုံသင်နည်းဆိုလို့စိတ်များဆာမရှိပါဘူးဒါပေမဲ့သိကြတဲ့ပုံသင်နည်းတစ်ခုတော့ရှိတယ်ကျွန်တော်မားနေတာနဲ့အားလုံးမားနေတာဆိုတဲ့အဖြစ်နှစ်ခုဆိုပါစို့ဒီနှစ်ခုကိုထိတ်တိုက်တွေ့ပေးလိုက်ရင်များသောအားဖြင့်မားနေတဲ့သူကကျွန်တော်ပဲဖြစ်နေတယ်အတွေ့အကြုံတွေကသင်ပေးလိုက်တဲ့ပုံသင်နည်းဆိုပါတော့ကျွန်တော်ဘဝမှာအကုန်လုံးနဲ့တယောက်တိုက်ပွဲတွေဝင်မျက်စိမိတ်ရမ်းပြေလူချင်းမှဖြစ်ခဲ့တာတွေမနေဘူးပဲမလားမပါတွေတခါတလေချင်းချက်တွေတော့ရှိပါတယ်အများနဲ့တယောက်မှာတယောက်ဘက်ကမှန်နေတာတွေလည်းရှိတတ်တယ်ဒါပေမဲ့တော်ရှားတယ်တကယ်အဖြစ်မှန်ကတွေးကြည့်ရင်ရိုးလေးပါခမားစိတ်ထဲမှာတကဘာလုံးနဲ့တယောက်စစ်ဖြစ်နေတယ်လို့ခံစားလာရပြီဒါဆိုရင်အဲ့ဒီစစ်ပွဲကကိုပြန်တိုက်နေတဲ့စစ်ပွဲဖြစ်ဖို့များပါတယ်